အလုတ်သမားခေါင်းဆောင်တယောက်ရဲ့ရင်ဖွင့်တန်ကျွန်တော်ဟာအလုတ်သမား2000လောက်ကိုခေါ်ပြီးလမ်းဘေးမှာပိတ်ခါနီးဖြစ်နေတဲ့ထမင်းမှုဆိုင်လေးကိုလူသိများပြီးနာမည်ကြီးလာအောင်လုပ်ပေးခဲ့တာဗျဒါပေမဲ့အဲ့ဒီဆိုင်ရှင်ကကျေးဇူးတိဖို့နေနေတာမင်းတို့အလုတ်သမားတွေကအစားကြီးတယ်ဆိုပြီးကျွန်တော်တို့စီကနေထမင်းအပိုယူရင်ပတ်စံတီးတန်ထက်တောင်းတော့တာပဲတကယ်တော့သူ့ဆိုင်ပေးနာတင်အစ်စ်ဖွင့်ထားတဲ့တချင်းတင်တန်းကျောင်းကကျောင်းသားတွေကိုကြတော့အဲ့ဒီထမင်းမှုကိုပဲဈေးဟောင်းအတိုင်းရောင်းပေးနေတာနော်ဒါနဲ့ကျွန်တော်လည်းမကျေနပ်လို့သွားပြောတော့သူကနှာခေါင်းရှုပ်ပြီးဗာပြောတယ်မှတ်လဲ6ရွက်နံထမင်းမှုချင်းတူတူပဲဒါပေမဲ့အဲ့ဒီကျောင်းသားတွေကအစားနေတဲ့သူတို့စားတဲ့ကုန်ကြစရိတ်ကမင်းတို့ရဲ့3ပုံတပုံတောင်မရှိဘူးမင်းတို့အလုတ်သမားတွေကိုမယောင်းရလဲငါမှဘာမှမဖြစ်ဘူးတဲ့ကျွန်တော်ခဏတော့စွန့်သွားမိတယ်သူကဆိုင်ရှိကကကွက်တင်တန်းကျောင်းကိုကျွန်တော်ဇနီးဖွင့်ထားမှန်းအခုထိမသိသေးလို့ပဲထမင်းမှုဆိုင်ရဲ့အစဒီဆိုင်ဟောင်းလေးကဒီနားတစ်ဝိုက်မှာဒီဇိုင်းနဲ့ရှိတာဗျအရသာကတိတ်မထူးခြားပေမဲ့ထမင်းကိုတော့အဝကျွေးတယ်ထမင်းနဲ့ဟင်းရည်ကိုလည်းအလကားထက်ထည့်ပေးတတ်တာအလုတ်သမားတွေအတွက်ကပတ်စံရှာရတာမလွယ်တော့အရသာထက်ဘိုက်ဝဖို့ကပိုအရေးကြီးတယ်လေဒါကြောင့်လဲကျွန်တော်ကလွန်ခဲ့တဲ့3နှစ်ကတည်းကအလုတ်သမားတွေကိုဒီဆိုင်မှာပဲခေါ်ကျွေးခဲ့တာပေါ့အဲ့ဒီနေ့လေပိုင်းအလုတ်သိမ်းလို့အဖော်တွေနဲ့ဆိုင်ဘက်ကိုရှောက်လာတော့လမ်းမှာထမင်းစားပြီးပြန်လာတဲ့အလုတ်သမားတချို့ကကျွန်တော်ကိုတားပြီးအင်ဂျင်နီယာလင်းထမင်းမှုဆိုင်ကစီကန်းအစ်စ်ထုတ်လိုက်ပြီဗျအခုထမင်းအပိုယူရင်2ရွက်ထပ်ပေးရမယ်လို့ပြောကြတယ်ကျွန်တော်တော်တော်အံ့ဩသွားတယ်အစကဒီဆိုင်ကိုကျွန်တော်သမီးကျောင်းသားမှာတွေ့ခဲ့တာဗျအဲ့ဒီတုန်းကဘာဝယ်သူမှမရှိဘူးကျွန်တော်ကစောက်လုပ်ရေးလုပ်ငန်းခွင်သားရွှေခိုင်းပြီးခေါ်လာမှပဲသူ့ဆိုင်လေးအယောင်းဝယ်တက်လာတာအခုဆိုဒီဘက်မှာစောက်လုပ်ရေးလုပ်ငန်းခွင်ကထမင်းမှုအကြောင်းပြောရင်လူတိုင်းကဒီဆိုင်ကိုပဲတိကျတာလေစောက်လုပ်ရေးလုပ်ငန်းခွင်စီကနေဒီလောက်ဝင်ငွေကောင်းနေတာကိုအခုမှဘာလို့ပတ်စံထက်တောင်းတာလဲမသိဘူးကျွန်တော်မယုံနိုင်ဖြစ်နေတော့အလုပ်သမားတစ်ယောက်ကလက်ညှိုးထိုးပြပြီးအင်ဂျင်နီယာလင်းကိုယ်တိုင်ပဲတွားကြည့်လိုက်ပါဗျာဟိုမှာစိုင်းပုတ်တောင်ချိတ်ထားတယ်လို့ပြောလို့တွားကြည့်လိုက်တာဟုတ်ပါဗျာထမင်းအိုးတွေနားမှာထမင်းအပိုယူရင်2ရွက်ဆိုပြီးစာတန်းကြီးချိတ်ထားတာတွေ့လိုက်ရတယ်ဆိုင်ရှင်ရဲ့ပြောင်းလဲလာတဲ့သဘောထားအဲ့ဒီအချိန်မှာဆိုင်ရှင်ကထမင်းခတ်တဲ့ရောက်မှကြီးကိုကင်ဆိုင်ပုတ်ကိုတောက်တောက်နဲ့ခောက်ပြီးမင်းတို့မျက်စိတွေမှုန်နေကြလို့လားမမှုန်ရင်တေးသေးချာချာဖတ်ထမင်းအပိုလို့ချင်းရင်အရင်ပတ်စံပေးလို့အော်ပြောနေတာဗျာကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားတယ်သူထမင်းဘူးအရေးသွေးလျှော့တာဒါပထမဆုံးအကြိမ်မဟုတ်ဘူးလေအမှန်တိုင်းပြောရရင်သူ့ဟင်းကဘာအရသာမှမရှိပါဘူးဒါပေမဲ့စပွဲပေါ်မှာသူ့ဇနီးလုပ်ပေးတတ်တဲ့ငရုတ်တီးဆက်ဆက်လေးအမြဲရှိတယ်အဲ့ဒီငရုတ်တီးကငငယ်ဆက်ဆက်လေးနဲ့မူစားလို့တော်တော်မြိန်တာဗျဒါကိုဆိုင်ရှင်ကမင်းတို့အလုပ်သမားတွေကတနေကုန်ပင်ပန်းပန်းလှုပ်ထားတော့အဲ့ဒီငရုတ်တီးဆက်ဆက်ကြောင့်ထမင်းနဲ့ပကံလောက်ပူစားကြတယ်အဲ့ဒါငါမှအရှုံးပေါ်တယ်ဒါကြောင့်နောက်ဆိုအဲ့ဒီငရုတ်တီးမထားတော့ဘူးတဲ့သူ့ဇနီးကတော့လူတက်လေးမို့လင်းဖြစ်သူရဲ့လက်ကိုဆွဲပြီးကျွန်တော်ကိုဖြောင်းဖြတ်ရှာပါတယ်မောင်လင်ရဲ့ကိစ္စကအဲ့ဒီလိုမဟုတ်ပါဘူးဒီငရုတ်တီးလုပ်တဲ့ငရုတ်တီးအထူးလိုင်းကအခုဝယ်လို့မရတော့လို့ပါတခြားငရုတ်တီးနဲ့ကြတော့အဲ့ဒီအရသာမထွက်လို့မလုပ်တော့တာပါလို့လာရှင်းပြတဲ့ဆိုင်ရှင်ပြောတာကအမှန်တရားဆိုတာကျွန်တော်သိတာပေါ့ဒါပေမဲ့အစကတည်းကထမင်းဘူးပဲပေးဖို့သဘောတူထားတာငရုတ်တီးပေးဖို့ကစာချုပ်ထဲမှာပါတော့ကျွန်တော်လည်းဘာမှဆက်မပြောပဲထားလိုက်ပါတယ်မခံချင်စိတ်နဲ့အလုပ်သမားတွေရဲ့ဒေါသဒါပေမဲ့အလုပ်သမားတွေကြားထဲမှာတော့ကန့်ကွက်တန်တွေထွက်လာတာပေါ့အစကငရုတ်တီးပိတ်တယ်အခုကျထမင်းအပိုကိုပါပတ်စံတောင်းပြီးလေကျွန်တော်လည်းအလုပ်သမားတွေအတွက်ကိုစားပြုပြီးဘာမှမသိတယ်လို့မျိုးနဲ့ဆိုင်ရှင်ကြီးဒီစီကန်းကပြင်ပကလာတဲ့ဧည့်သည်တွေအတွက်ပဲမဟုတ်လားလို့မေးကြည့်မိတယ်သူကချက်ချင်းပဲရှောက်မပြောနဲ့ဒီစီကန်းကမင်းတို့စောက်လုပ်ရေးလုပ်ငန်းခွင်ကအလုပ်သမားတွေအတွက်တီးတန့်ပဲငါသာဒီလိုမလုပ်ရင်မင်းတို့လိုအောက်ခြေအလုပ်သမားတွေကြောင့်ငါဆိုင်လေးပိတ်လိုက်ရလိမ့်မယ်လို့ပြန်អော်တာဗျာအဲ့ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်နဲ့အတူပါလာတဲ့အလုပ်သမားတွေအကုန်လုံးဒေါသပေါက်ကွဲကုန်ကြတာပေါ့အလုပ်သမားလေးတယောက်ဆိုရင်ထမင်းဘူးကိုယူဆိုင်ရှင်ရှိမှဖွင့်ပြပြီးကဲခမ ्या ကိုယ်တိုင်ပဲကြည်စမ်းဒီလိုထမင်းဘူးမျိုးနဲ့ကျွန်တော်တို့ကခမ ्या ဆိုင်ကိုဘယ်လိုလုပ်ပိတ်အောင်လုပ်နိုင်မှာလဲကြည့်ဦးထမင်းဘူးတစ်ခုလုံးမှာဝက်သား3တုံးပဲပါတယ်အဲ့ဒါကလည်းအစီတုံးတွေကြီးပဲလို့អော်ပြောတော့တာပေါ့ဆိုင်ရှင်ကလည်းချက်ချင်းပဲမင်းမျက်စိကန်းနေလားဒီမှာအသားလွာလေးတွေမမြင်ဘူးလားလို့ပြန်អော်တယ်ကျွန်တော်လည်းအဲ့ဒီဝက်သားတုံးတွေကိုတေးသေးချာချာစိုက်ကြည့်လိုက်မိတယ်အသားလွာတွေဆိုတာဝေးလို့6ရွက်နဲ့ဟင်းတစ်မျိုးအသီးရွက်3မျိုးဆိုပြီးခမ ्या ပြောခဲ့တာလေဒါပေမဲ့ဒီအသီးရွက်တွေကိုလည်းကြည့်ဦးဟိုအစီတုံးကြီး3တုံးကလွဲလို့အသားဆိုတာမျိုးမုံလောက်တောင်ပါသေးရဲ့လားအသားနေတာထားပါတော့ဗျာအသီးရွက်တွေကိုကြတော့ဘာလို့ဒီလိုလိန်ညာရောင်းတာလဲဟင်းသီးဟင်းရွက်စိမ်းတွေကဝါကျက်နေပြီးအာလူးဆိုရင်လည်းအခွန်တောင်မနှွာထားဘူးငရုတ်သီးပွားကြီးတွေကိုအနည်းဆုံးတော့လှီးပေးတင်တာပေါ့အခုတော့ဟင်းသီးဟင်းရွက်တွေကပုတ်ချင်တိုးချင်ဖြစ်နေပြီးအဲ့ဒီအထဲစားတော့မထည့်တော့ဘူးလားမသိဘူးဒီလောက်ပုတ်ပြက်ပြက်နိုင်တဲ့ဟင်းကိုလူဘယ်လိုစားမလဲရှောင်းလူပြောတာတလုံးမှမမဘူးဗျဆိုင်ရှင်ကြီးကျွန်တော်တို့စောက်လုပ်ရေးလုပ်ငန်းခွင်အတွက်ထမင်းဘူးဆက်လုပ်ပေးခါစားတော့ကနည်းနည်းလေးမှပေါ့ဆတာမရှိဘူးစက်သားဆက်ဆက်ဟင်းဆိုရင်လည်းစက်သားတွေကြီးပဲငရုတ်ပေါ်ဝတ်သားကြော်ဆိုရင်လည်းအသားတွေအပြည့်ဟင်းသီးဟင်းရွက်တွေကိုစင်ကြအောင်ဆေးပြီးစီစားပဲငံပြားကြီးရှာလကာကြီးတွေကိုလည်းအရှံပဲသုံးတာဒါပေမဲ့နောက်ပိုင်းကျတော့ကုန်ကြစည်ကိုဘယ်လောက်တောင်ရှော့ချလိုက်လဲဆိုရင်စားတဲ့သူတွေရှာပေါ်မှာဘာအရသာမှမသိရတော့တဲ့အထိပဲဒါကိုဆိုင်ရှင်ကြီးကနည်းနည်းမှမရှက်ပဲရှောင်းလူလက်ထဲကထမင်းဘူးကိုဆွဲလူပြီးမကြိုက်ရင်လစ်ပြားဘသူကမင်းတို့ကိုငါဟင်းလာစားခိုင်းတဲ့ဟင်းကပေါ့တယ်ဟုတ်လားမင်းတို့ကအချိုမုံတွေအဆက်တွေအလွန်အကျွံစားတတ်တဲ့အကျင့်ရှိနေလို့ဘာလို့မပြောတာလဲမင်းတို့အတွက်ဟင်းချက်ရတာငါမှဟင်းခတ်အမွေးကြိုင်ဖို့တင်ဘယ်လောက်ကုန်လဲတီလားလို့ပြန်អော်တာဗျာကျေးဇူးကန်းတဲ့ဆိုင်ရှင်ရဲ့အပြောသူကကို့အဖြစ်ကိုမမြင်ပဲကျွန်တော်တို့ကိုရန်သူလိုပြန်ဆွဆွဲလိုက်မယ်လို့မထင်ထားမိဘူးဒါပေမဲ့ကျွန်တော်သူ့ကိုပြန်ပြီးရန်မဖြစ်ချင်ပါဘူးကျွန်တော်သာရှော့မပေးရင်အလုပ်သမားတွေနဲ့သူနဲ့လက်ပါကုန်ကြတော့မှလေဒါနဲ့ကျွန်တော်လည်းစိတ်ကိုအေးထားပြီးဆိုင်ရှင်ကြီးကျွန်တော်ပဲအလုပ်သမားကိုမှခမ ्या ကိုရန်လုပ်ဖို့မတွေးထိုးခဲ့ပါဘူးခမ ्या ကိုယ်တိုင်ကဟင်းတွေရဲ့အရေးသွေးကိုအများကြီးရှော့ချလိုက်တာပါအစကကျွန်တော်တို့သဘောတူထားတာက6ရွက်နဲ့အသားတစ်မျိုးအသီးရွက်3မျိုးပြင်ထမင်းအပိုကိုအလကားကျွေးမယ်ဆိုပြီးတော့လေအလုပ်သမားတွေကမနက်ကတည်းကပင်ပန်းပန်းလှုပ်ထားရတာခမ ्या ကဒီလောက်နည်းနည်းလေးကျွေးရင်သူတို့ဘိုက်ပဲဝမလဲလို့ပြောလိုက်တယ်ဆိုင်ရှင်ကြီးကဒေါသတကြီးနဲ့အော်ပါလေရောမင်းတို့ကငက်ပြက်နေတဲ့တရေတစေတွေမို့လို့လားငါဘလောက်ပဲကျွေးမင်းတို့ဘိုက်မဝနိုင်ကြဘူးတဲ့သူ့ဇနီးကလင်းဖြစ်သူစကားတွေအယမ်းလုံကုန်တာမြင်တော့အမြန်လာတာရှာတယ်ဒါပေမဲ့သူကသူ့ဇနီးကိုတွန်းထုတ်ပြီးခါထောက်ကငါဘာလို့မပြောရမှာလဲမင်းတို့လိုအလုပ်သမားတွေကအခွင့်အရေးသမားတွေ6ရွက်နဲ့ဘိုက်ဝအောင်စားရတယ်ဆိုတာသိတာနဲ့တိရစ္ဆာန်တွေလိုအတင်းအလူရက်လာစားကြတာလို့ပြောချလိုက်တာဗျာချက်ချင်းပဲအလုပ်သမားတယောက်ကလမ်းអော်တယ်အပိုတွေရှောက်မပြောနဲ့
ဘယ်သူကခင်ဗျားရဲ့ဒီထမင်းတစ်နက်ကိုမက်နေလို့လဲကျွန်တော်တို့အင်ဂျင်နီယာလင်ကသာခင်ဗျားတို့မိသားစုဒုက္ခရောက်နေတာကိုကြည့်ပြီးမကူညီခဲ့ရင်ဘယ်သူကခင်ဗျားရဲ့ဒီလိုညံ့ဖျင်းတဲ့ဟင်းကိုလာစားမှာလဲအခုအယောင်းဝယ်လေးကောင်းလာတော့ကျေးဇူးကိုမေ့သွားပြီးခင်ဗျားတို့လင်မယားနှစ်ယောက်လုံးတကယ်ကျေးဇူးကမ်းတဲ့သူတွေအတိတ်ကအဖြစ်ပြက်နဲ့အမှန်တရားအဲ့ဒီစကားကြတော့ကျွန်တော်သမီးကျောင်းသားမှာဒီဆိုင်ရှင်ကြီးနဲ့စတွေ့ခဲ့တဲ့နေ့ကိုပြန်တရိယာမိသွားတယ်အဲ့ဒီတုန်းကသူ့အဝတ်စားတွေကစုပ်ပြဲလို့မျက်နှာမှာလည်းတောကတွေအပြည့်နဲ့စကားဆက်မိလို့မေးကြည့်တော့သူမိဘတွေကအိပ်ရလဲနေပြီးတားကြီးကအထက်တန်းကျောင်းသမီးလေးကအလဲတန်းကျောင်းတက်နေတယ်လို့သိရတယ်သူတို့အခြေအနေကိုတနာတာနဲ့ကျွန်တော်လည်းထမင်းဘူး20ကိုဝယ်ပြီးအလုပ်သမားတွေကိုမြည်စမ်းကြည့်ဖို့ပေးခဲ့တာပေါ့အဲ့ဒီတုန်းကအလုပ်သမားတွေကထမင်းဟင်းကိုအိမ်ကနေပဲထည့်လာကြတာအဲ့ဒါကတော်တော်လေးအလုပ်ရှုပ်တာပြနွေရာသီဆိုဟင်းတွေတိုးကုန်တက်ပြီးစောင်းရာသီဆိုရင်လည်းအေးဆက်ကုန်ရောဒါကြောင့်အဲ့ဒီနေ့ကစပြီးဒီဆိုင်ရှင်ကြီးကကျွန်တော်တို့လုပ်ငန်းခွင်အတွက်ထမင်းဘူးဆက်လုပ်ပေးခဲ့တာပေါ့ဒါပေမဲ့3နှစ်အတွင်းမှာတင်သူကဒီလောက်ထိစိတ်ပြောင်းသွားလိမ့်မယ်လို့မထင်ခဲ့မိဘူးအလုပ်သမားတွေလက်ပါတော့မဲ့အခြေအနေမြင်တာနဲ့ကျွန်တော်လည်းသူတို့အရှိကိုချက်ချင်းဝင်ပိတ်လိုက်ရတယ်ဒီလူတွေကလုပ်ငန်းခွင်မှာနှစ်ပေါင်းများစွာလှုပ်လာတဲ့သူတွေဆိုတော့လက်ရုံးရည်ကတန်လာတာဗျတယောက်ယောက်သာပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရသွားရင်ပြဿနာအကြီးအကျယ်တက်လိမ့်မယ်ဒါနဲ့ဒေါသထွက်နေတဲ့သူတွေကိုအေးအေးဆေးဆေးရှိတဲ့အလုပ်သမားချို့ရဲ့အကူအညီနဲ့နောက်ဆုတ်ခိုင်းလိုက်ပြီးဆိုင်ရှင်ကြီးကိုလေတန်အေးနဲ့ပဲမေးလိုက်တယ်ဆိုင်ရှင်ကြီးကျွန်တော်လည်းအိမ်အတွက်စံစီစားဝယ်နေကြမှုလို့သိပါတယ်အလုပ်သမားတွေကနည်းနည်းပိုစားတယ်ဆိုတော့ထမင်းဘူးတစ်ခုကိုခင်ဗျားအနည်းဆုံး3ရွံ့တော့အမျက်ကျန်တာပဲကျွန်တော်တို့စီမှာစားတဲ့အလုပ်သမားက2000ကျော်ရှိတာနော်တကယ်၍ခင်ဗျားသာကျွန်တော်တို့စီမရောင်းတော့ဘူးဆိုရင်တစ်လကိုရွှန်2000လောက်ဆုံးရှုံးသွားလိမ့်မယ်ဆိုင်ရှင်ကြီးကလှောင်ပြုံးပြုံးပြီးငါမင်းကိုအမှန်တိုင်းပြောရမလားငါမင်းတို့စီကိုမရောင်းချင်တော့လို့တမင်တကာဟင်းတွေရဲ့အရေးသွေးကိုရှော့ချပစ်တာဟိုမျက်နှာချင်းဆိုင်ကကျောင်းကိုမြင်လာအဲ့ဒီမှာကျောင်းသား600ကျော်ရှိတယ်သူတို့ကကို4ချိန်ထိန်းကျင်ကြတော့အစားအရန်နေတယ်ပြီးတော့စီနီးစားနေဟင်းခတ်မုံနေတာကိုပဲကြိုက်ကြတာဟင်းခတ်မုံဘိုးတင်တစ်လကိုအများကြီးတက်တာတယ်အဲ့ဒီ6ရွက်နံထမင်းဘူးကိုပဲသူတို့စီရောင်းရင်ငါရဲ့အရင်ကြီးကမင်းတို့နဲ့ရှင်ရင်၄ပုံတစ်ပုံတော့မရှိဘူးဒါကြောင့်မင်းတို့စီမရောင်းရလဲငါအတွက်ဘာမှမဖြစ်ဘူးတဲ့သူကမျက်နှာချင်းဆိုင်ကကျောင်းဘက်ကိုလှမ်းကြည့်ပြီးပြောနေတာဗျဒါပေမဲ့ကျွန်တော်ကတော့ရင်ထဲမှာရေချင်စိတ်ကိုအောက်ထားလိုက်ရတယ်ဘာလို့လဲဆိုတော့အဲ့ဒီကကွက်တင်တန်းကျောင်းကကျွန်တော်ဇနီးပိုင်တာလေအခုဆိုအဲ့ဒီကျောင်းမှာကိုပိုင်ထမင်းစားဆောင်ကြီးစောက်ပြီးသွားပြီးအခုပြန်လဲပြင်ဆင်တာလေးပဲကြံတော့တာဗျပြန်လဲပြင်ဆင်တာလေးပဲကြံတော့တာဗျအဲ့ဒီပြင်ဆင်ရေးလုပ်ငန်းစဉ်ကမပြီးသေးတော့လောလောဆယ်ကျောင်းသားတွေခင်ဗျာအပြင်ထွက်စားနေကြရတာတချို့လဲအိမ်ကနေထမင်းကြိုင်ထဲလာကြပြီးကျန်တဲ့သူတွေကတော့မတက်တာလို့ဒီဆိုင်ရှင်ကြီးစီမှာလာစားနေကြရတာပေါ့ဒါပေမဲ့မနေ့ကတင်ကျွန်တော်ဇနီးကပြောထားတယ်နောက်တစ်ပတ်ဆိုရင်ပဲကျောင်းမုတ်ဈေးတန်းကြီးဖွင့်တော့မယ်တဲ့အဲ့ဒါကိုတွေးမိပြီးကျွန်တော်လည်းတက်ပြင်းတစ်ချက်ချကကောင်းပြီလေဆိုင်ရှင်ကြီးခင်ဗျားကကျွန်တော်တို့နဲ့အယောင်းဝယ်မလုပ်ချင်တော့ဘူးဆိုရင်လေဒီနေ့ကစပြီးကျွန်တော်တို့တခြားမှာပဲရှာစားပါတော့မယ်လို့ပြောလိုက်တယ်အဲ့ဒီစကားကြားလိုက်ရတော့သူ့ဇနီးခမများပြပြတလဲနဲ့ကျွန်တော်ကိုလာတော့တာပဲသူကတော့ကျွန်တော်တို့စီကရတဲ့ဝင်ငွေကိုလက်မလွတ်ချင်သေးဘူးလေဒါပေမဲ့ဆိုင်ရှင်ကြီးကသူ့ဇနီးကိုငောင်းငန်းပြီးနင်းအသားနေဆန်းမိမမရဲ့ဒီကောင်ပြောတာတွေကိုယုံမနေနဲ့ဒီနားတစ်ဝိုက်ကီလိုမီတာတော်တော်ဝေးဝေးထိငါတို့ထမင်းမှုဆိုင်တစ်ဆိုင်ပဲရှိတာကျန်တဲ့စားတောက်ဆိုင်တွေမှာဆိုရင်ဟင်းမပါတဲ့ထမင်းဖြူတစ်ပကံလေးကိုတင်ဘယ်လောက်ပေးရလဲနင်းတိလားဒီလူသမားတွေကအဲ့ဒီလောက်ဈေးကြီးတာကိုစားနိုင်မယ်ထင်လို့လားနောက်ဆုံးတော့အိမ်ကနေပဲထမင်းကြိုက်ပြန်ထည့်လာကြရမှာအဲ့ဒီလိုနဲ့စိတ်ပြက်ပြီးငါစီပြန်လာတဲ့ခါကျရင်ဒီထမင်းမှုကို6ရွံနဲ့မရတော့ဘူးအနည်းဆုံး18ရွံပေးရလိမ့်မယ်လို့ပြောတာဗျာသူ့ရဲ့မာနထောင်လွှားနေတဲ့မျက်နှာကြီးကိုကြည့်ပြီးကျွန်တော်တော်တော်ဆက်ဆုပ်မိသွားတယ်ဒါနဲ့ကြံတဲ့အလုပ်သမားတွေကိုခေါ်ပြီးအဲ့ဒီနေရာကနေထွက်လာခဲ့မလို့လှုပ်တုံးသူကနောက်ကနေလှမ်းအော်ပြန်ရောအတင်းအဓမ္မထမင်းဘူးအဝယ်ခိုင်းခြင်းနေဦးအခုမင်းတို့ကလာပြီးပြဿနာရှာတော့အလုပ်သမားတွေအကုန်လုံးထွက်သွားကြပြီးငါအများကြီးချက်ပြုတ်ပြင်ဆင်ထားတဲ့ထမင်းဘူးတွေကိုမင်းတို့အကုန်ဝယ်သွားရမယ်ကျွန်တော်ကလည်းကျွန်တော်တို့ကဘာလို့ဝယ်ရမှာလဲနောက်ဆိုဒီမှာမစားတော့ဘူးလို့ဆုံးဖြတ်ပြီးပြီပဲလို့ပြန်ပြောတော့သူကဒါပေမဲ့ငါကဟင်းတွေချက်ပြီးသွားပြီလေငါပတ်စံတွေကုန်ထားတာမင်းတို့ကကြိုလဲအကြောင်းမကြားဘူးအခုဒီလောက်များကြီးကြံခဲ့တဲ့ထမင်းဘူးတွေကိုငါကဘာလို့ရမလဲလို့ဆိုလာတယ်ကျွန်တော်လည်းလေတန်အေးအေးနဲ့ပဲဆိုင်ရှင်ကြီးခမရအတင်းအဓမ္မလုံးလုံးနေပြီးခုနတင်ခမရပဲပြောခဲ့တယ်လေကျွန်တော်တို့ကြားမှာဘာစာကြုံမှမရှိဘူးကျွန်တော်တို့နဲ့အယောင်းဝယ်မလုပ်လဲဘာမှမဖြစ်ဘူးဆိုလို့ပြန်ပြောတော့သူကငါကမင်းတို့နဲ့အယောင်းဝယ်မလုပ်တော့ဘူးလို့ပြောတာကမနှက်ဖြန်ကစမှာလေဒီနေ့အတွက်ကတော့ငါအကုန်ပြင်ဆင်ပြီးသားမင်းတို့ဝယ်ကိုဝယ်ရမယ်တဲ့ဒါနဲ့ကျွန်တော်လည်းကဲကောင်းပြီစုစုပေါင်းထမင်းဘူးဘယ်နှဘူးကြံလဲပြောလို့မေးလိုက်တယ်ရှောင်းလူကချက်ချင်းပဲအင်ဂျင်နီယာလဲသူ့ရဲ့ဒီလိုအကျင့်ဆိုးကိုအလိုမလိုက်ပါနဲ့ဗျာဒါကကျွန်တော်တို့ကိုတမင်တက်တက်နှိပ်စက်နေတာလို့ဝင်ပြောတယ်ရှောင်းလူပြောတာမှန်ပါတယ်ဗျာလွန်ခဲ့တဲ့3နှစ်အတွင်းမှာဒီဆိုင်ရှင်ကြီးဟာပတ်စံတွေအများကြီးရှာဖွေစုဆောင်းနိုင်ခဲ့တော့အရင်ကလိုပတ်စံနေငယ်အတွက်တောကရောက်ပြီးလူတိုင်းကိုရိုးရိုးသေးသေးဆက်ဆံတတ်တဲ့စင်ရဲသားလေးမဟုတ်တော့ဘူးလေအခုဆိုအိမ်အစ်ကြီးလဲဝယ်လိုက်ပြီးကားအစ်ကြီးလဲစီးနေပြီးလင်မယား2ယောက်လုံးလဲအရင်ကထက်အများကြီးဝါတုတ်လာကြပြီးစကားပြောရင်လဲမာနတန်တွေတိုင်းသားထွက်လို့အရင်ကလူတွေကသူ့ကိုနှိမ်ခဲ့ကြပေမဲ့အခုသူ့ကိုဘယ်သူမှမနှိပ်စက်တော့တဲ့အခါကျတော့သူကသူ့တစ်ပါးကိုပြန်ပြီးနှိပ်စက်ဖို့ကြိုးစားလာတာပေါ့ဒေါသကိုထိမ့်ပြီးဖြည့်ရှင်းခြင်းကျွန်တော်ကရှောင်းလူကိုငြိမ်ငြိမ်နေဖို့လက်ဟန်ပြလိုက်တဲ့ဆိုင်ရှင်ကြီးကတော့ထမင်းမှုတွေကိုရေတွက်ရင်းနဲ့နိုင်ပွဲကြီးကျယ်ရလိုက်တဲ့အတိုင်းမာနတစ်ခွဲသားပြုံးလို့ပေါ့အလုပ်သမားတချို့ကတော့အစကတည်းကစားပြီးသွားကြပြီးမှုစုစုပေါင်းထမင်းဘူး62ဘူးပဲကျန်တော့တာဗျထမင်းဘူးတစ်ဘူးကို6ရွံနှုန်းနဲ့တွက်ပြီးကျွန်တော်လဲသူ့စီကိုပတ်စံ382ရွံချက်ချင်းပဲဖုန်းကနေလွှဲပေးလိုက်တယ်ဒါကိုသူကကျန်တဲ့ပတ်စံတွေပါအကုန်ပေးဦးတဲ့ကျွန်တော်ကဘာဖြစ်လို့လဲလို့မေးတော့ဘာဖြစ်ရမလဲမင်းတို့လိုလူစားမျိုးတွေကိုတင်ကန်းစာပေးဖို့လိုအပ်တယ်မဟုတ်ရင်တခြားသူတွေစီကနေအမြဲတမ်းအခွင့်အရေးယူဖို့ပဲတွေးနေကြမှာလို့ပြန်ပြောတယ်အမားကိုအမှန်လို့အမှန်ကိုအမားလုပ်ပြီးရှောက်ပြောနေတဲ့သူစကားတွေကိုကြားရတော့ကျွန်တော်လည်းဆက်ပြီးစကားများမနေချင်တော့ပါဘူးအလုပ်သမားတချို့နဲ့အတူအဲ့ဒီထမင်းဘူးတွေကိုတည်ပြီးလုပ်ငန်းခွင်ဘက်ကိုပြန်လာခဲ့လိုက်တယ်အဲ့ဒီအချိန်မှာပဲမျက်နှာချင်းဆိုင်ကကကွက်တင်တန်းကျောင်းကနေကျောင်းသား15ယောက်လောက်ထွက်လာကြတာတွေ့ရတယ်သူတို့ကတန်းချင်းစီအလိုက်ထမင်းဘူးလာဝယ်ကြတာဖြစ်ပြီးတယောက်ချင်းစီရဲ့လက်ထဲမှာထမင်းဘူး10ဘူးစီလောက်ပါကြတယ်ဗျဆိုင်ရှင်ကြီးကလည်းသူတို့ကိုပြုံးပြုံးရွှင်ရွှင်နဲ့ကြိုဆိုပြီးခဏလေးတွေ့မှတင်ထမင်းဘူး400ကျော်လောက်ကိုရောင်းချလိုက်နိုင်တယ်ဆိုင်မှာထမင်းဘူးနည်းနည်းပဲကျန်တော့တဲ့အချိန်ကျတော့သူကဖုန်းကိုထုတ်ဆိုင်တစ်ခုလုံးကိုဗီဒီယိုရိုက်ပြီးလူမှုကွန်ရက်ပေါ်မှာကြွားလုံးထုတ်တဲ့စာနဲ့တင်လိုက်သေးတယ်ဆိုင်ဟောင်းလေးရဲ့6ရွံတန်းထမင်းဘူးထ
ထမင်းဝကျွေးတယ်ဒီနေ့အတွက်အကုန်ကုန်ပြီးနော်နောက်လူတွေအလကားတက်တက်လာမနေကြနဲ့တော့တဲ့အလုပ်သမားများအတွက်ပြင်ဆင်ခြင်းကျွန်တော်လည်းထမင်းဘူးတွေကိုတည်ပြီးလုပ်ငန်းခွင်ထဲရောက်တော့ရှောင်းလူကိုအခုထိထမင်းမစားရသေးတဲ့အလုပ်သမားတွေကိုသွားခေါ်ခိုင်းလိုက်တယ်ပြီးတော့ဒီနေ့ထမင်းဘူးကိုကျွန်တော်ပဲစိုက်ရော်တာမို့လို့အားလုံးပဲစိတ်ကြိုက်အဝစားကြပါလို့ပြောလိုက်တာပေါ့အလုပ်သမားတယောက်ကဒါကတကယ်ပဲ6ရွန်တန်ထမင်းဘူးလားပြဆိုင်ရှင်ကြီးကလူရွေးပြီးကျွေးတာပဲဟိုចောင်းသားတွေကိုမြင်ရင်မျက်နှာကပြုံးစီစီနဲ့လို့ပြောတော့နောက်တစ်ယောက်ကဒါပေမဲ့အဲ့ဒီចောင်းသားတွေကလည်းဝယ်စားကြတာပဲနော်လို့ဝင်ပြောတယ်ဒါနဲ့တခြားတစ်ယောက်ကသူတို့ကကွက်တင်ယူနေကြတာလေခန္ဓာကိုယ်အလှအပထိန်းသိမ်းရမှာဆိုတော့သူတို့အတွက်ကဒီလိုအစားအသောက်မျိုးကကွက်တီပဲပေါ်လို့ရှင်းပြတယ်အဲ့ဒီတော့မှရှောင်းလူလည်းအကုန်သဘောပေါက်သွားပြီးဩဒါဆိုတကယ်အယူတွေကအဲ့ဒီចောင်းသားတွေပေါ့လို့ပြောပြီးအလုပ်သမားတွေအားလုံးကဆိုင်ရှင်ကြီးရဲ့မကောင်းကြောင်းတွေကိုတယောက်တစ်ပေါက်နဲ့ဝိုင်းပြောကြတော့တာပဲကျွန်တော်လည်းသူတို့ပြောတာတွေကိုနားထောင်ရင်းနဲ့ WeChat group ထဲမှာမနှက်ဖြန်ကစပြီးအလုပ်သမားအားလုံးအိမ်ကနေထမင်းဟင်းကိုစီယူလာကြပါဆိုပြီးစာတစောင်ပို့လိုက်ပါတယ်နောက်တနေ့မနက်အာရုံမတက်ခင်အမောင်ကြီးထဲမှာတင်ကျွန်တော်အိပ်ယာကထားလိုက်ပြီးနိုးနိုးချင်းပဲကွန်ပျူတာရှိထိုင်ပြီးအကြောင်းကြားစာတစ်စောင်ရိုက်လိုက်တယ်ဘာသာစကားသုံးလုံးပို့ပြီးယဉ်ကျေးပြော့ပြောင်းသွားအောင်နှစ်ခေါက်လောက်တိတိကျကျပြန်ဖတ်ပြီးမှအချောတက်လိုက်တာပေါ့အဲ့ဒီစာထဲမှာဒီနေ့ကစပြီးစောက်လုပ်ရေးလုပ်ငန်းခွင်အနေနဲ့ဆိုင်ရှင်ဟောင်းကြီးရဲ့ထမင်းမှုတွေကိုမှာယူတော့မှာမဟုတ်ကြောင်းနောက်အလုပ်သမားတွေရဲ့နေ့လည်စာကို professional အစားအသောက်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုကနေတာဝန်ယူပံ့ပိုးပေးသွားမှာဖြစ်ကြောင်းရေးထားတာပါဒီကုမ္ပဏီကိုကျွန်တော်အလောတကြီးရှာလိုက်တာတော့မဟုတ်ပါဘူးပြီးခဲ့တဲ့လကအစားအသောက်ချက်ပြုတ်တဲ့လုပ်ငန်းပိုင်ရှင်တယောက်လုပ်ငန်းခွင်တွေကိုလာပြီးသူ့ရဲ့လက်ကမ်းစာဆောင်လေးလာပေးသွားဘူးတယ်မနေ့ညကအဲ့ဒီလက်ကမ်းစာဆောင်ကိုပြန်ရှာကြည့်ပြီးဒီမနက်မှာပဲသူ့ကိုတွေးဖို့ချိန်လိုက်တာပေါ့သူ့မျိုးရိုးအမိကကျိုးတဲ့အသက်30-35နှစ်ဝန်းကျင်အမျိုးသမီးတယောက်ဖြစ်ပြီးစောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအုပ်စုလိုက်ထမင်းကျွေးတဲ့အလုပ်ကိုလုပ်လာတာ9နှစ်လောက်ရှိပြီလို့သိရတယ်သူ့မှာလုပ်ငန်းလိုင်စင်ရောအစားအသောက်ဘေးကင်းလုံခြုံရေးလိုင်စင်မှာအစုံလင်ရှိတာဗျသူနဲ့နိုင်ယူဝက်လောက်စကားပြောကြည့်တော့သူက9ရွန်နဲ့ထမင်းဘူးတစ်ပူပေးပါမယ်အဲ့ဒီထဲမှာအသားဟင်း3မျိုးအသီးရွက်2မျိုးနဲ့ထမင်းကိုစိတ်ကြိုက်ဝထည့်ပေးမယ်နေ့တိုင်းနေ့လယ်7နာရီခွဲတီမှာလုပ်ငန်းခွင်ရဲ့ပင်မကိတ်ဝအထိအရောက်ပို့ပေးမယ်လို့ပြောတယ်သူကဆက်ပြီးတွက်ချက်ပြသေးတယ်9ရွန်နဲ့ဆိုရင်အမျက်ကအရန်နေပါတယ်ဒါပေမဲ့နေ့တိုင်းထမင်းဘူး2000ကိုရမယ်ဆိုရင်တော့ကျမလုံနိုင်ပါတယ်တဲ့ကျွန်တော်ကလည်းစောက်လုပ်ရေးလုပ်ငန်းခွင်ဘက်ကနေထမင်းဘူးတစ်ပူကိုတရွန်နှုန်းနဲ့ထောက်ပံ့ကြေး subsidy ပေးမယ်လို့ပြောလိုက်ရောသူကဘာမှထပ်မစင်စားတော့ပဲကောင်းပါပြီမနှက်ဖြန်ကစပြီးလာပို့ပေးပါမယ်လို့ချက်ချင်းသဘောတူလိုက်တော့တာပဲဝမ်းသာအားရဖြစ်သွားကြတဲ့အလုပ်သမားများသူပြန်သွားပြီးတာနဲ့ကျွန်တော်လည်းစောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ WeChat group တွေကိုအကြောင်းကြားစာအတစ်လမ်းပို့လိုက်တယ်စာလည်းပို့လိုက်ရောတကလူလုံးစာတွေအုံထွက်သွားတာပဲအရင်ဆုံးရှောင်းလူကအင်ဂျင်နီယာလင်းဒီလိုအပြောင်းလဲမျိုးကိုလွန်ခဲ့တဲ့ကလေးကလုပ်ခဲ့ရမှာဗျာလို့ရေးတယ်အဲ့ဒီနောက်မှာတော့စာရီတရက်ဆက်ဝင်လာတော့တာပဲတချို့ကဆိုင်ရှင်ဟောင်းကြီးကိုဆဲဆိုကြတယ်လို့တချို့ကလည်းသူ့ထမင်းဘူးကဝက်ကျွေးတဲ့အစာထက်တောင်ညံ့သေးတယ်လို့ပြောကြတယ်အဲ့ဒီထဲကတယောက်ကထမင်းဘူးအစ်စ်ထဲမှာတကယ်ပဲအသားတွေပါမလားလို့လှမ်းမေးတာနဲ့ကျွန်တော်ကပြုံးပြီးအသားဟင်း3မျိုးအသီးရွက်2မျိုးပါလိမ့်မယ်မနှက်ဖြန်ကြရင်ကိုယ်တိုင်ပဲကြည့်ပြီးဆုံးဖြတ်ကြတာပေါ့လို့ပြန်စာပို့လိုက်တယ်ပြီးတော့အစားတောက်လုပ်ငန်းရှင်မန်နေဂျာကျိုးပို့ပေးထားတဲ့ထမင်းဘူးနမူနာဓာတ်ပုံကိုပါဂရုထဲချပြလိုက်တာပေါ့ဓာတ်ပုံထဲမှာကစောက်လုပ်ရေးလုပ်ငန်းခွင်3စံပြထမင်းဘူးအမျိုးအစားပြထမင်းဖြူတွေအပြည့်ဝပါပြီးအပေါ်ကနေစက်သားစီပြန်ချက်ဝတ်သားသားလွှာကြော်နဲ့ကြက်ဥကြော်တစ်လုံးတင်ထားတာဘေးမှာလည်းကော်ဖီထုတ်ကြော်နဲ့အာလူချက်လေးပါသေးတယ်အသီးရွက်တွေရဲ့အယောင်ကလက်ဆက်နေပြီးအသားကလည်းတကယ်အသားစစ်တွေဓာတ်ပုံကိုမြင်လိုက်ရတော့ဂရုကြီးတစ်ခုလုံး2စက္ကန့်လောက်ငြိမ်ကျသွားပြီးမှစာရီချက်ချင်းပောက်ကွဲထွက်လာပြန်ရောတချို့ကသွားရည်ကြတဲ့ emoji တွေပို့ကြတယ်တချို့ကလည်းဒါမှတကယ်ထမင်းမှုပြလို့ရေးကြတယ်လို့တချို့ကတော့မနှက်ဖြန်ကစပြီးစားရမှာလားလို့ဓာတ်ရိုက်မေးကြတာနဲ့ကျွန်တော်ကဟုတ်တယ်လို့တလုံးနဲ့ပဲပြန်ဖြေလိုက်ပါတယ်အဲ့ဒီနေ့လယ်ပိုင်းမှာပဲစောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့နေရာအသီးသီးကအလုပ်သမားကောင်းဆောင် foreman တွေအားလုံးကိုဆက်သွယ်ပြီးအလုပ်သမားတိုင်းစီဒီသတင်းရောက်အောင်ပြောခိုင်းလိုက်တယ်တက်ကြီးရွယ်အိုအလုပ်သမားအချို့ကဖုန်းသိမ့်မတုံးကြတော့အနားအထိသွားပြောပြဖို့လိုတာပေါ့အဲ့ဒီအချိန်မှာအလုပ်သမားကောင်းဆောင်ကြီးလာဦးချမ်းကကျွန်တော်စီလာပြီးအင်ဂျင်နီယာလင်းဆိုင်ရှင်ဟောင်းကြီးစီသွားပြောဖို့လိုသေးလားလို့လာမေးတယ်ကျွန်တော်ကမလိုတော့ပါဘူးသူကိုယ်တိုင်ကကျွန်တော်တို့နဲ့အယောင်းဝယ်မလုပ်ချင်ဘူးလို့ပြောခဲ့တာပဲကျွန်တော်တို့ဘက်ကသူ့နောက်ကိုလိုက်နေစရာအကြောင်းမရှိဘူးလို့ပြောလိုက်တော့လာဦးချမ်းကပြုံးပြီးမှန်တာပေါ့ဗျာသူကတော့ကိုချီနောက်ကိုပစိန်နဲ့ထုလိုက်တာပဲလို့ဆိုပါတယ်အဲ့ဒီညမှာပဲကျွန်တော်ဇနီးစီဖုန်းဆက်ပြီးကျောင်းဘက်ကနေအကြောင်းကြားစာထုတ်လိုက်ပြီလားလို့မေးကြည့်တော့သူကဟုတ်ကဲ့မိဘတွေရဲ့ဂရုတဲကိုအကြောင်းကြားစာပို့လိုက်ပြီးတနင်္လာနေ့ကစပြီးကျောင်းမုံဈေးတန်း cafeteria ကိုတရားဝင်ဖွင့်လှစ်တော့မှာဖြစ်လို့ပြင်ပကအစားအသောက်တွေကိုကျောင်းထဲယူဆောင်ခွင့်ပိတ်ပင်လိုက်ပြီးလို့ပြောပြရှာတယ်3နှစ်တာအတိတ်နဲ့ကျေးဇူးကမ်းခြင်းဤမိကုံကျွန်တော်အခန်းထဲမှာတော့ကျန်တဲ့အလုပ်သမားတွေကမနှက်ဖြန်စားရမယ့်ထမင်းဘူးအစ်စ်အကြောင်းတွေကိုစိတ်လှုပ်ရှားစွာပြောနေကြတော့မယ်တချို့ကစက်သားချက်အရတာကဘလို့နေမလဲလို့မေးကြတယ်လို့တချို့ကလည်းအဆက်ပါမလားလို့ပြောနေကြတာကျွန်တော်ကတော့သူတို့စကားဝိုင်းနဲ့ဝင်မပြောဖြစ်ပါဘူးမျက်စိမိတ်လိုက်တာနဲ့လွန်ခဲ့တဲ့3နှစ်ကအတိတ်ပုံရိပ်တွေကမျက်စိထဲဖြက်ခနဲပေါ်လာတဲ့ဆိုင်ရှင်ဟောင်းကြီးကိုကျွန်တော်စတွေ့တုန်းကသမီးလေးကျောင်းရှိမှထိုင်နေတာဗျသူရှိမှထမင်းဘူး10-15ဘူးလောက်ပဲရှိပြီးအပေါ်မှာရင်ကောင်တွေတဝုံဝုံနဲ့သူကကျွန်တော်ကိုတွေ့တော့ကြောက်လက်တကြားနဲ့ထမင်းဘူးတွေကိုအမြန်သိမ်းစီးဖို့လှုပ်ရှာတဲ့လမ်းပိတ်နေလို့စူမလားဆိုပြီးကြောက်နေတဲ့ပုံစံမျိုးအဲ့ဒီတုန်းကသူ့အခြေအနေကိုကြည့်ပြီးတနာမိတာနဲ့ကျွန်တော်လည်းထမင်းဘူး20ကိုဝယ်လိုက်တာပေါ့အခုထိအဲ့ဒီထမင်းဘူးရဲ့အရသာကိုကျွန်တော်မှတ်မိနေသေးတယ်ဗျာထမင်းကလက်လက်ဆက်ဆက်ချက်ထားတာဟင်းကရိုးရိုးရှင်းရှင်းပဲဆိုပေမဲ့စီနဲ့စားကအချိုးကျတယ်ဝက်သားချက်ဆိုရင်လည်းအစီနဲ့အသားမြတ်တဲ့အသားစစ်စစ်တွေစက်သားဆက်ဆက်ချက်ဆိုရင်လည်းငရုတ်တီးထက်စက်သားကပိုများတယ်အလုပ်သမားတွေစားပြီးတော့ကျွန်တော်ကိုတော်တော်ချီးကျူးကြပြီးဒါကိုဘဲကဝယ်တာလဲလို့တောင်ဝိုင်းမိကြတာအဲ့ဒီနေ့ကစပြီးဆိုင်ရှင်ဟောင်းကြီးရဲ့ထမင်းဘူးဆိုင်လေးကကျွန်တော်တို့စောက်လုပ်ရေးလုပ်ငန်းခွင်သားကိုရောက်လာခဲ့တာပေါ့3နှစ်အတွင်းမှာတင်သူ့ရဲ့အယောင်းဝယ်ကထမင်းဘူး10-15ဘူးကနေနေ့တိုင်းထမင်းဘူး2000ထိဖြစ်လာခဲ့တာလမ်းဘေးမှာရင်ကောင်တွေကြားထိုင်နေခဲ့ရတဲ့လူကအိမ်အစ်စ်ဝယ်နိုင်ခဲ့တယ်ကားအစ်စ်ဝယ်နိုင်ခဲ့တယ်ဒါပေမဲ့လူဆိုတာမိမိရဲ့အစပြုခဲ့တဲ့ဘဝနဲ့မိမိအပေါ်ထားခဲ့တဲ့ကျေးဇူးတွေကိုမေ့လျော့သွားတဲ့အခါအဲ့ဒါထက်ကြောက်စရာကောင်းတာဘာမှမရှိတော့ဘူးဗျာနောက်တနေ့မနက်အာရုံမတက်ခင်အမောင်ကြီးထဲမှာတင်ကျွန်တော်အိပ်ယာကထားလိုက်ပြီးကျွန်တော်တစ်ဖက်ကိုစောင်းအိပ်လိုက်ပြီးမနက်ဖြန်နေ့လေကြရင်ဆိုင်ရှင်ဟောင်းကြီးအကုန်လုံးကိုသဘောပေါက်သွားလိမ့်မယ်လို့တွေးနေမိတယ်
တနင်္လာနေ့နေ့လယ်7:15 မိနစ်တိတိမှာပဲမန်နေဂျာကျိုးရဲ့အစားတောက်ပို့တဲ့ထရက်ကားကြီးကလုပ်ငန်းခွင်ရဲ့ပင်မကိတ်ဝက်ရှိမှာအချိန်မှန်ရက်လိုက်တယ်။အလုပ်သမားတွေကလည်းဖြက်ဖြက်လက်လက်နဲ့အပူထိန်းစနစ်ပါတဲ့အစားတောက်တက်တာကြီးတွေကိုကားပေါ်ကနေအောက်ကိုချပြီးတန်းတန်းလဲစီထားလိုက်ကြတာပေါ့။ကျွန်တော်အနားသွားကြည့်တော့ထမင်းဘူးတိုင်းကိုပွင့်လင်းမြင်သာတဲ့ပလတ်စတစ်အဖုံးတွေနဲ့တိတိကျကျပိတ်ထားတာတွေ့ရတယ်။အထက်ကဟင်းတွေကဓာတ်ပုံတွေကအတိုင်းတထေရတယ်ပဲဗျာ။ထမင်းဖြူပူပူနွေးနွေးလေးစီကနေအငွေ့တွေတထောင်းထောင်းထွက်နေပြီးကြက်သားကြက်ရဲ့အယောင်ကလည်းရင်းရင်လေးနဲ့ကြည်ကောင်းနေတယ်။ဝတ်သားသားလွှတ်ကြော်ထဲမှာဆိုရင်လည်းအစိမ်းရောင်ငရုတ်ပိုတီလေးတွေကအထင်သားပဲ။7 နာရီခွဲလို့အလုံနာတဲ့အချက်ပေးဖို့တန်မီတာနဲ့အလုပ်သမားတွေဟာနေရာအနှံ့ကနေထမင်းစားဖို့ထွက်လာကြတယ်။ထမင်းပိုကားကြီးကိုမြင်တော့အားလုံးကအမြန်လျှောက်လာကြပေမဲ့လိုင်းထဲမှာတော့တယောက်ကိုတယောက်တွန်းတိုက်တာမျိုးမရှိဘဲစနစ်တကျနဲ့ကိုယ့်လှည့်ကိုအေးအေးဆေးဆေးစောင့်ကြတယ်ဗျ။တယောက်ကအင်ဂျင်နီယာလင်းလာလေဗျထမင်းစားရအောင်လို့လှမ်းခေါ်တာနဲ့ကျွန်တော်လည်းထမင်းဘူးတစ်ခုယူပြီးအဲ့ဒီနားမှာပဲထိုင်စားလိုက်တယ်ထမင်းကအနေတော်ပဲချက်ထားတာအသီးရွက်တွေထဲမှာလည်းစားကားကွက်တီပဲကြက်သားချက်ကလည်းနူးဤနေတော့တူနဲ့ညှက်လိုက်တာနဲ့အယိုးနဲ့အသားကအလွယ်တကူကွာကျလာရောမန်နေဂျာကျိုးရဲ့လူတွေကထမင်းဘူးခွန်တွေထည့်ထားတဲ့တစ်တာအလွတ်တွေကိုကားပေါ်ပြန်တင်ပြီးထွက်သွားကြတယ်သူတို့ရဲ့အလုပ်လုပ်ပုံကမြန်ဆန်တဲ့တန်ရှင်းတဲ့စနစ်လဲကြတယ်ဗျဆိုင်ရှင်ဟောင်းကြီးဤစိတ်သုံးသွားသောနေ့ရက်ထမင်းစားပြီးတော့ကျွန်တော်လည်းထမင်းဘူးခွန်အလုပ်ကိုအမိုက်ပုံနဲ့ပစ်ထည့်ပြီးလမ်းမဘက်ကိုလှမ်းကြည့်လိုက်တဲ့ဆိုင်ရှင်ဟောင်းကြီးရဲ့ဆိုင်လေးကစောက်လုပ်ရေးလုပ်ငန်းခွင်နဲ့မီတာ300လောက်ပဲဝေးတာဒီနေရာကနေလှမ်းကြည့်ရင်သူ့ရဲ့ဆိုင်မိုးကာတဲကြီးကိုအထင်သာမြင်နေရတယ်ဒါပေမဲ့ဒီနေ့တော့အဲ့ဒီမိုးကာတဲအောက်မှာလုံးဝစိတ်ငြိမ်လို့ဗျလိုင်းရက်ဆောင်နေတဲ့အလုပ်သမားတယောက်မှမရှိသလိုလက်ထဲမှာထမင်းဘူးကင်ပြီးတွာလာနေတဲ့သူလည်းတယောက်မှမတွေ့ရဘူးနေ့လယ်3 နာရီလောက်မှာအလုပ်သမားကောင်းဆောင်လာဦးကျန်းကျွန်တော်စီရောက်လာတဲ့သူ့မျက်နှာမှာအပြုံးဖြော်ဖြော်လေးနဲ့အင်ဂျင်နီယာလင်းဆိုင်ရှင်ဟောင်းကြီးဘာဖြစ်နေလဲသိလားလို့လာမေးတာနဲ့ကျွန်တော်ကမသိဘူးလေလို့ပြန်ပြောလိုက်တယ်သူနေ့လယ်ခင်းမှာတနာရီကြော်လောက်အထိထိုင်ဆောင်နေတာဗျဒါပေမဲ့အလုပ်သမားတယောက်မှသူ့စီသွားမစားကြဘူးအစကတော့အလုပ်သမားတွေစိတ်ကောက်နေကြတယ်လို့သူထင်နေတာအဲ့ဒါနဲ့သူကကျွန်တော်စီဖုန်းဆက်ပြီးဘာဖြစ်လို့လဲဆိုပြီးလာမေးတာနဲ့ကျွန်တော်လည်းအမှန်တိုင်းအကုန်ပြောပြလိုက်တယ်ဖုန်းထဲမှာသူတော်တော်ကြာအောင်စွန့်ပြီးငြိမ်သက်သွားတယ်ဗျာနောက်ပြီးတော့သူကအင်ဂျင်နီယာလီတို့အင်ဂျင်နီယာချန်တို့ကိုလည်းဖုန်းဆက်သေးတယ်သူတို့ကလည်းအင်ဂျင်နီယာလင်းပြောပြလို့သိရတာကခမားရဲ့ထမင်းမှုကအရေးသွေးအရင်မြင့်လုံးလို့တဲ့ကျွန်တော်တို့လိုတာမန်လူတွေကအဲ့ဒါကိုမဝယ်စားနိုင်ပါဘူးဒါကြောင့်နောက်ဆိုဖုန်းမဆက်ပါနဲ့တော့အားလို့ပြန်ပြောလိုက်ကြတယ်ဗျာလို့ပြောပြတယ်ကျွန်တော်ကလည်းအေးဗျာတိပြီးလို့ပဲတလုံးနဲ့ပြန်ပြောလိုက်ပါတယ်လာအိုကျန်းပြန်သွားပြီးတဲ့နောက်ကျွန်တော်လည်းအလုပ်တွေကိုဆက်ပြီးကြီးကြပ်နေလိုက်တယ်နေ့လယ်ပိုင်းအလုပ်ကဒုတိယအဆောက်အုံရဲ့ကွန်ကရစ်လောင်းတဲ့အလုပ်မို့လို့ကျွန်တော်အဲ့ဒီနေရာမှာပဲတောက်လျှောက်ရက်ကြည့်နေရတာနေကလည်းအရင်ပြင်းတယ်လို့ကွန်ကရစ်ဖြော်ဆက်ကားကြီးတွေရဲ့အတန်းကလည်းတဝုံဝုံနဲ့ဆူညံနေတာပေါ့နောက်တရားချိန်နောက်ကျချင်းညနေပိုင်းအလုပ်သိမ်းတော့ရှောင်းလူကအပြေးလွှားရောက်လာပြီးအင်ဂျင်နီယာလင်းဆိုင်ရှင်ဟောင်းကြီးကတော့သွားပြီဗျာသူအခုထိဆိုင်ကိုမသိမ်းသေးဘူးပလတ်စတစ်ကိုလာထိုင်ပေါ်မှာထိုင်ပြီးအလုပ်သမားတွေကိုပဲငေးကြည့်နေတာသူ့ဝစ်စားတွေလည်းချွေးတွေနဲ့ရွှဲလို့လာပြောတယ်ကျွန်တော်ကတော့ခေါင်းပဲငိမ့်ပြလိုက်မိတယ်သူကတိုးတိုးလေးနဲ့အင်ဂျင်နီယာလင်းဟိုမျက်နှာချင်းဆိုင်ကចောင်းသားတွေကအခုသူ့စီသွားမစားကြတော့ဘူးလားလို့ထပ်မေးတာနဲ့ကျွန်တော်ကចောင်းမုံဈေးတန်းဖွင့်သွားပြီလေအဲ့ဒီတော့ចောင်းသားတွေကဘာဖြစ်လို့သူ့စီသွားစားတော့မှလဲလို့ပြန်ဖြေလိုက်တယ်ရှောင်းလူကဖြစ်တဲ့နာဖြစ်တာပဲဗျာလို့ပြောတယ်ကျွန်တော်လည်းဘေးကင်းလုံခြုံရေးအုပ်ထုပ်ကိုချုပ်ပြီးအခန်းဘက်ကိုရှောက်လာခဲ့တယ်လုပ်ငန်းခွင်ကိတ်ဝါကနေထွက်လာတဲ့အချိန်မှာဆိုင်ရှင်ဟောင်းကြီးရဲ့ဆိုင်ဘက်ကိုနောက်ဆုံးတစ်ခေါက်လှမ်းကြည့်မိသေးတယ်မိုးကာတဲကြီးကတော့အဲ့ဒီအတိုင်းရှိနေတော့မယ်အောက်မှာတော့ပလတ်စတစ်ကလပ်ထိုင်ပေါ်ထိုင်နေတဲ့လူတစ်ယောက်ရဲ့အရေးတစ်ခုလည်းရှိနေပြီးရှေ့ကစားပွဲပေါ်မှာတော့မယောင်းရပဲကြံနေတဲ့ထမင်းမှုတွေရှိနေလိမ့်မယ်ထင်ပါရဲ့ဇွန်လရဲ့ပူပြင်းတဲ့ရာသီဥတုမှာနေ့လယ်ကချက်ထားတဲ့ဟင်းတွေဟာညနေပိုင်းရောက်ရင်တော့အနံ့အသက်ဆိုးရွားပြီးပုတ်တိုးကုန်မှာတေးကြပါတယ်ကျွန်တော်ဆိုင်ရှင်ဟောင်းကြီးရဲ့စကားတခွန်းကိုပြန်တရိယာမိသွားတယ်သူကနေတိုင်းထမင်းဟင်းတွေပြင်ဆင်ဖို့အတွက်တင်သူတခြားသူတွေထက်2 နာရီစောပြီးထားရတယ်လို့မနတခွဲသားနဲ့ပြောခဲ့တာလေအခုထမင်းဘူး2000အတွက်ဆိုရင်သူ့ရဲ့တွက်ချက်မှုအရဟင်းသီးဟင်းရွက်နဲ့အသားဖို့တင်ရွံထောင်ပေါင်းများစွာအရှုံးပေါ်သွားတာပေါ့ဒါပေမဲ့ကျွန်တော်ရင်ထဲမှာတော့ဝမ်းသာတဲ့စိတ်လည်းမရှိသလိုသူ့ဘောတနာတဲ့စိတ်လည်းမဝင်မိပါဘူးဒါတွေအားလုံးကအလကားတက်တက်အကျိုးမရှိတာတွေပဲလို့တွေးမိတယ်လူတစ်ယောက်ကမိမိရဲ့ကောင်းမွန်လာတဲ့ဘဝအခြေအနေကိုဘာဖြစ်လို့မိမိလက်နဲ့ကိုတမင်တကာဖျက်ဆီးပြရတာလဲဗျာဝင်းပလွေကိုအသားကျွေးမိချင်းဤတင်ကန်းစာအခန်းထဲမှာတော့အလုပ်သမားတွေကအစားတောက်ကြောင်းကိုပဲဆက်ပြီးစကားဆက်မိပြောနေကြတော့မယ်တချို့ကဒီနေ့စားရတဲ့ကြက်သားချက်မျိုးအပြင်မှာတစ်ခါမှမစားဘူးပြလို့ပြောကြတယ်လို့တချို့ကလည်းဝက်သားအသားလွှာကြော်ဆိုရင်ငါမိမလက်ရထက်တောင်ကောင်းသေးတယ်လို့ဆိုကြတယ်စကားဝိုင်းကနေဆိုင်ရှင်ဟောင်းကြီးရဲ့အကြောင်းဘက်ကိုပြန်ရောက်သွားတော့အသက်ကြီးပိုင်းအလုပ်သမားတစ်ယောက်ကတက်ပြင်းအရှိကြီးချပြီးဆိုင်ရှင်ဟောင်းကြီးကအစကတည်းကသဘောကောင်းတဲ့သူတစ်ယောက်ပါဗျာအခုလိုဖြစ်သွားတာတော်တော်နှမျောဖို့ကောင်းတယ်အစကတည်းကသာသူဒီလောက်ထိအလိုလောဘမကြီးခဲ့ရင်ထမင်းဘူး2000ရဲ့အယောင်းဝယ်ကဒီ project ကြီးပြီးဆုံးတဲ့အထိအေးအေးဆေးဆေးလုပ်သွားလို့ရတာအဲ့ဒါဆိုရင်သူယွန်သိန်းချီပြီးအသားလေးရှာနိုင်မှာလို့ပြောတယ်နောက်အလုပ်သမားတစ်ယောက်ကသူကလူရသွင်းလို့မရတဲ့လူစားမျိုးပြပတ်စံတွေအများကြီးရလာတဲ့အချိန်ကျတော့သူ့ကိုဘသူကကူညီခဲ့လဲဆိုတာကိုလုံးဝမေ့သွားတာနောက်2 ရက်3 ရက်နေရင်တော့သူကိုယ်တိုင်အင်ဂျင်နီယာလင်းစီလာပြီးအကူအညီတောင်းတော့မှကြည့်နေလိုက်လို့ဝင်ပြောတယ်ကျွန်တော်ကတော့ဘာမှပြန်မပြောပါဘူးတစ်ဖက်ကိုစောင်းလိုက်ပြီးနေရန်ဘက်ကိုပဲမျက်နှာမူထားလိုက်တယ်သူ့နေရန်ပေါ်မှာတော့အိမ်မြောင်တစ်ကောင်ကငိမ့်သက်စွာကတ်နေပြီးသူ့ရဲ့ဘိုက်ကလေးကတော့ဖြည်းဖြည်းချင်းနှိမ့်တုံမြင့်တုံဖြစ်နေတာပေါ့ဆိုင်ရှင်ဟောင်းကြီးကတော့ဒီလိုမျိုးနဲ့ပဲ3 ရက်လောက်အထိတက်တီမွေးပြီးစက်တောင်းခံထားရှာတယ်ဒီ3 ရက်အတွင်းမှာသူကနေတိုင်းအချိန်မှန်ဆိုင်လာဖွင့်နေတော့မယ်အစကထမင်းဘူး2000ပြည့်စင်တဲ့နောက်တော့900အဲ့ဒီနောက်တော့200နောက်ဆုံးကျတော့အနှဲငယ်တော့ထမင်းဘူးအနှဲငယ်လောက်ပဲချက်တော့တာပေါ့ဒါပေမဲ့စတုတ်ထမြောက်နေလေခင်းမှာကျွန်တော်လုပ်ငန်းခွင်ရုံးခန်းရဲ့အစည်းအဝေးကိုသွားဖို့လုပ်ငန်းခွင်ပင်မကိဝါကနေဖြစ်လာတော့လမ်းကြည့်လိုက်တော့ဆိုင်ရှင်ဟောင်းကြီးကသူ့ဆိုင်ရှိမှာရက်ပြီးလေပင်းကြီးရှိကလုပ်ငန်းခွင်ဘက်ကိုလမ်းမြော်ကြည့်နေတာတွေ့လိုက်ရတယ်သူ့ဘေးမှာလည်းသူ့ဇနီးရက်နေပြီး2 ယောက်သားတစ်ခုခုကိုအကြီးကျယ်ငင်းခုန်နေကြတာပေါ့ကျွန်တော်ကတော့ခြေလမ်းမပြတ်ပဲဆက်လျှောက်သွားလိုက်တယ်နေ့လယ်စီဝေးပြီးတဲ့နောက်လာအိုကျန်းကျွန်တော်စီရောက်လာပြီးအင်ဂျင်နီယာလင်းဆိုင်ရှင်ဟောင်းကြီးဒီနေ့ကကွက်တင်တန်းကျောင်းဘက်ကိုပါသွားသေးတယ်ဗျလို့လာပြောတယ်ကျွန်တော်ခဏတော့အံ့ဩသွားမိတာပေါ့လာအိုကျန်းကဆက်ပြောပြတယ်ဒါပေမဲ့လုံခြုံရေးဝန်ထမ်းကသူ့ကိုအထဲပေးမဝင်ဘူးဗျာသူဂိတ်ဝါမှာနာယူဝက်ကြော်ကြော်လောက်ရက်ဆောင်နေတာနောက်တော့ကျောင်းသားတချို့ထွက်လာပြီးသူ့ထမင်းမှုတွေကိုကြည့်ပြီးခေါင်းခါသွားကြတယ်တဲ့
ကျောင်းသားတယောက်ကကျွန်တော်တို့ကျောင်းအုပ်ဆရာမကြီးကအမိန့်ထုတ်ထားတယ်ဒီနေ့ကစပြီးကျောင်းမုံစည်းတန်းကအစားတောက်ကိုပဲစားရမယ်လို့ပြောလိုက်တယ်တဲ့အဲ့ဒီတော့ဆိုင်ရှင်ဟောင်းကြီးကအကျောင်းအုပ်ကဘသူလဲလို့မေးတော့ကျောင်းသားကသူ့မျိုးရိုးအမိကလင်းနေလို့ပြန်ဖြေလိုက်တယ်ဗျာလို့ပြောပြတယ်အဲ့ဒီစကားကြားလိုက်ရတော့ကျွန်တော်ရင်ထဲတစ်ချက်တော့လန့်သွားပေမဲ့မျက်နှာပြက်မပြက်အောင်ထိန်းထားလိုက်ပါတယ်အရာရာဆုံးရှုံးသွားရခြင်းသူကကျောင်းသားတွေကိုသူ့ထမင်းဘူးဘာလို့ဝယ်မစားခိုင်းတာလဲဆိုပြီးရှောင်မေးနေတာလုံခြုံရေးဝန်ထမ်းကလည်းသူ့စကားကိုဂရုမစိုက်ပါဘူးသူအဲ့ဒီမှာဆက်ရက်နေတော့ကျောင်းရဲ့စီမံခန့်ခွဲရေးဒါရိုက်တာတယောက်ထွက်လာပြီးဆိုင်ရှင်ဟောင်းကြီးကိုဒါကကျောင်းရဲ့စီကံမှာအပြင်ကလိုင်စင်မရှိအစားတောက်ပေးကင်းလုံခြုံရေးခွင့်ပြုချက်မရှိတဲ့အစားတောက်တွေကိုကျောင်းထဲယူဆောင်ခွင့်မပြုပါဘူးအကယ်၍ခင်ဗျားမှာလုပ်ငန်းလိုင်စင်နဲ့အစားတောက်ခွင့်ပြုချက်တွေရှိတယ်ဆိုရင်တော့ကျောင်းရဲ့တရားဝင်တင်ဒါစနစ်ကနေတဆင့်လျှောက်ထားနိုင်ပါတယ်လို့ပြောလိုက်တယ်ဒါပေမဲ့ဆိုင်ရှင်ဟောင်းကြီးမှာအဲ့ဒါတွေဘာမှမရှိဘူးလေသူ့လုပ်ငန်းတစ်ခုလုံးကအစကတည်းကလမ်းဘေးမှာယာယီဖွင့်ထားတဲ့ဆိုင်လေးတက်တက်ပဲကိုအတီးတကျဆိုင်ကန်းတော်မရှိတာလာအိုကျန်းကနောက်ဆုံးတော့ဆိုင်ရှင်ဟောင်းကြီးလည်းခေါင်းငိုက်ဆိုင်ချပြီးပြန်သွားရတာပေါ့ဗျာသူ့လက်ထဲမှာလည်းမယောင်းရတဲ့ထမင်းဘူးတွေပါသွားရှာတယ်လို့ပြောပြတယ်ဦးစမမြောင်နေကတော့တောက်ကြနေပေါ့ညနေပိုင်းအလုပ်သိမ်းတော့ကျွန်တော်ဇနီးဖြစ်သူကိုတွားကြိုဖို့ကျောင်းဘက်ကိုထွက်လာခဲ့တယ်တောက်ကြနေတိုင်းည9နာရီထိအစင်းမြင့်ကကွက်တန်းရှိတယ်လေကျောင်းရှိကိုကားမောင်းပြီးရောက်သွားတော့ဆိုင်ရှင်ဟောင်းကြီးကိုလမ်းဘေးမှာထိုင်နေတာတွေ့လိုက်ရတယ်သူ့ဘေးမှာအဖုံးပွင့်နေတဲ့ဖော်တက်တာတစ်လုံးရှိပြီးအထဲမှာထမင်းမှုအချို့ရှိနေတော့မယ်သူကခေါင်းငိုက်ဆိုင်ချပြီးဖုံးကြည့်နေတဲ့ဝင်လူဆဲဆဲနေမင်းရဲ့ရဲရဲတောက်အလင်းရောင်ကသူ့မျက်နှာပေါ်ဖြာချလို့ပေါ့ကျွန်တော်ကားပါကင်ထိုးကားပေါ်ကဆင်းပြီးအရှိခုံကဇနီးအတွက်ယူလာတဲ့ရင်နွေးကက်လေးကိုကန်ကကျောင်းကိဝါစီရှောက်လာခဲ့တယ်အဲ့ဒီအချိန်မှာဆိုင်ရှင်ဟောင်းကြီးခေါင်းမော့ကြည့်လာတယ်အစားကသူ့အကြီးကကျွန်တော်ကားစီရောက်သွားပြီးမှကျွန်တော်စီရောက်လာတာဗျာသူ့မျက်လုံးတွေကအစားကမင်းစင်းသွားပြီးမှတဖြည်းဖြည်းချင်းအဝိုင်းသားပွင့်လာတော့တာပဲသူကျွန်တော်ကိုမှတ်မိသွားပြီလေဒါပေမဲ့ဒီကားကကျွန်တော်ကားဖြစ်နေလိမ့်မယ်လို့သူဘယ်တော့မှထင်ထားပုံမရဘူးသူ့အကြီးတွေကကျွန်တော်စီနဲ့ကားစီကိုတလဲစီရောက်နေပြီးဗစက်ကြီးပွင့်သွားပေမဲ့ဘာစကားမှထွက်မလာရှာဘူးကျိုးပဲ့သွားတော့မာနနဲ့စက်တိန်အဲ့ဒီအချိန်မှာပဲကျောင်းဂိတ်တကားကြီးပွင့်လာပြီးကျွန်တော်ဇနီးကပြုံးပြုံးရွှင်ရွှင်နဲ့ထွက်လာတဲ့ဆိုင်ရှင်ဟောင်းကြီးချက်ချင်းမတက်ထွက်လိုက်တာပေါ့သူ့အကြီးတွေကဇနီးဖြစ်သူစီရောက်သွားတဲ့ကျောင်းရုံးခန်းထဲကကျောင်းအုပ်ဆရာမကြီးရဲ့တပ်ပုံကိုသူတေချာပေါက်မြင်မှုထားတာကိုသူပါစက်ကြီးထပ်ပွင့်လာပြန်တယ်ဒီတစ်ချိန်မှာတော့သူ့လေချောင်းကြီးကတိတိတတ်တာတုံခါနေရှာတယ်ကျွန်တော်ကတော့ဇနီးရဲ့ပခုံးကိုဖတ်ပြီးကျောင်းထဲကိုပဲအတူတူရှောက်ဝင်လာခဲ့လိုက်တယ်အဲ့ဒီအချိန်မှာနောက်ကနေဆိုင်ရှင်ဟောင်းကြီးရဲ့တုံရင်နေတဲ့လေတံကြီးထွက်လာတယ်အင်ဂျင်နီယာလင်းသူ့တန်ကလေချောင်းထဲမှာတခုခုတဆုပ်နေတဲ့အတိုင်းပဲဗျာကျွန်တော်နောက်လက်မကြည့်ပါဘူးကျွန်တော်နဲ့ဇနီးကျောင်းထဲရောက်တော့နောက်ကလုံခြုံရေးဝန်ထမ်းကတန်တကားကြီးကိုဂျုံကနေပိတ်ချလိုက်တယ်တန်တကားကြီးပြင်းပြင်းထန်ထန်ပိတ်သွားတဲ့အတန်နဲ့တူဆိုင်ရှင်ဟောင်းကြီးရဲ့အော်တန်ဟာအပြင်ဘက်မှာတင်ပြတ်တောက်ကျန်ရစ်ခဲ့တော့တာပေါ့ကျွန်တော်တို့နှစ်ယောက်ရုံးဆောက်အောင်ဘက်ကိုရှောက်လာခဲ့ကြတယ်ကစားကွင်းသားရောက်တော့ကျွန်တော်ဂိတ်တကားဘက်ကိုနောက်တစ်ခေါက်လှမ်းကြည့်မိသေးတယ်တန်တိုင်းတွေကြားထဲကနေလှမ်းကြည့်လိုက်တော့ဆိုင်ရှင်ဟောင်းကြီးကလမ်းတစ်ဖက်မှာအခုထိမက်တက်ကြီးရက်နေတော့မဲဗျာသူ့လက်တစ်ဖက်ကဖော်တက်တာပေါ်တင်ထားပြီးကြောက်ရွံ့ကြီးတရုပ်လိုတောက်တောက်ကြီးရက်နေတာကျွန်တော်လည်းအကြည့်လွှဲလိုက်ပါတယ်နေကတော်တော်လေးငုံနေပြီမှုနေရောက်အောက်မှာကစားကွင်းကအဖြူရောင်မြင်းကြောင်းတွေကလင်းလက်နေပြီးဝေးရကကွက်တင်တန်းခမ်းမစီကနေပီယာနိုတီးတန်လေးပြန့်လွင်လာတယ်ကျွန်တော်ရုံးဆောက်အောင်အောက်ကကြောက်ခုံတန်းလေးပေါ်မှာထိုင်လိုက်ပြီးရင်နွေးကက်ကိုဘေးမှာချကဖုံးထုတ်ကြည့်လိုက်တယ်လုပ်ငန်းခွင် WeChat ဂရုထဲမှာတယောက်ကဓာတ်ပုံပို့ထားတယ်ဗျာဓာတ်ပုံထဲမှာကဆိုင်ရှင်ဟောင်းကြီးရဲ့ဆိုင်လေးပေါ်သူ့ရဲ့ဖော်တစ်တာကြီးကမှောက်လျက်သားလဲကျနေပြီးထမင်းမှုတွေအကုန်လုံးမြေကြီးပေါ်မှာဖျို့ဖျဲလွင့်စင်လို့ကျွန်တော်ဖုန်းကိုအိတ်ကက်ထဲပြန်ထည့်လိုက်တယ်ကြောက်ခုံတန်းလေးကနည်းနည်းလှုပ်သွားတာမို့အထိုင်စင်ပြေအောင်ပြန်ထိုင်ပြီးငြိမ်ငြိမ်လေးပဲနေလိုက်တော့တယ်ဝေးရစီကပီယာနိုတီလုံးလေးကတော့အခုထိကြားနေရတော့မယ်ဗျာတချင်းတစ်ပုတ်ပြီးသွားရင်နောက်တစ်ပုတ်ထပ်ဆလာပြန်ရောဒီလိုနဲ့ပဲပိတ်ရက်တစ်ခုလုံးကျွန်တော်လုပ်ငန်းခွင်ဘက်မှာပဲအေးအေးဆေးဆေးဖြတ်တန်းလိုက်ပါတော့တယ်မသွားခဲ့ပါဘူးအိမ်မှာပဲသမီးလေးနဲ့အတူအေးအေးဆေးဆေးအချိန်ဖြတ်တန်းလိုက်တယ်တနင်္လာနေ့မနက်ကျွန်တော်ရုံးခန်းကိုရောက်ချင်းပဲရှောင်းလူကအပြေးလွှားရောက်လာပြီးသူ့ဖုန်းကိုကျွန်တော်မျက်နှာရှိအတင်းလာထိုးပြတော့တာပဲဖုန်းမျက်နှာပြင်ပေါ်မှာက live လွှင့်ထားတဲ့ဗီဒီယိုပြန်ပြကွက် live stream replay တစ်ခုပြဆိုင်ရှင်ဟောင်းကြီးရဲ့ဇနီးကမျက်လုံးတွေရဲပြီးကင်မရာကိုကြည့်ကငိုယိုပြီးပြောနေတာကျမနဲ့ကျမအမျိုးသားကမနက်အစောကြီးကလေးကပင်ပန်းပန်းလုပ်ပြီးထမင်းမှုတွေချက်ရတာပါဘေးနားကဆောက်လုပ်ရေးလုပ်ငန်းခွင်ကအလုပ်သမားတွေနေ့လယ်စာဈေးတက်တက်နဲ့စားရအောင်လို့ပါဒါကိုအဲ့ဒီအလုပ်သမားတွေကကျမတို့စင်းရဲသားတွေရဲ့ထမင်းကို3နှလုံးလုံးစားပြီးတော့အခုမှဟင်းကိုအပြစ်ရှာပြီးအကုန်လုံးတပြိုင်တည်းလာမစားတော့ဘူးဗျာအခုဆိုနေရအနှံ့မှာကျမတို့မကောင်းကြောင်းတွေရှောက်ပြောနေလို့အယောင်းဝယ်လဲလုံးဝပိတ်သိမ်းရတော့မယ်အိမ်မှာကမိဘအိုကြီးတွေအိပ်ရတယ်လဲနေတယ်ကလေး2ယောက်ကလည်းကြောင်းတက်နေတော့အခုဆိုရွံထောင်ချီပိုးချက်ထားတဲ့ထမင်းဟင်းတွေကမယောင်းရပဲပုတ်တိုးကုန်တော့မယ်တဲ့နောက်မှာတော့ဆိုင်ရှင်ဟောင်းကြီးကခေါင်းငိုက်ဆိုင်ချပြီးကဘာပေါ်မှာအဆိုးရွားဆုံးဒုက္ခတွေသူတယောက်တည်းပေါ်ကြားရောက်လာတယ်လို့မျက်နှာပေးမျိုးနဲ့ရက်နေတာဗျာကျွန်တော်လည်းဗီဒီယိုကိုစုံအောင်မကြည့်ပဲရှောင်လို့စီဖုံးပြန်ပေးလိုက်တယ်သူကဒေါသကြီးနဲ့အင်ဂျင်နီယာလင်းဒါဘာလို့ရှောက်អော်နေတာလဲဗျာဘသူကသူတို့ထမင်းကိုအလကားစားလို့လဲစားသမျှအချိန်တိုင်းပတ်စံပြေးပေးခဲ့တာလေသူကဘာလို့ဒီလောက်အထိအဆက်မရှိလိန်ညာရဲရတာလဲလို့ပြောတော့ကျွန်တော်ကစိတ်အေးထားဖို့နဲ့သူပြောချင်တာပြောပါစေလို့ပဲဆိုလိုက်တယ်ရှောင်းလူကပိုပြီးစိတ်တူသွားကဘာလို့လဲဗျာအစကသူကကျွန်တော်တို့ကိုနှိပ်စက်တာအခုလူတွေကသူ့စကားကိုယုံသွားရင်ကျွန်တော်တို့တိတ်ခါဘယ်နာသွားထားမလဲဒါကတက်တက်မဲ့သတင်းမားတွေဖြတ်နေတာဗျကျွန်တော်တို့သွားပြီးမျက်နှာချင်းဆိုင်ရှင်းရမယ်သူ့ဗီဒီယိုရဲ့ကွန်မန့်တွေထဲမှာဝင်ပြီးအမှန်တရားကိုချပြရမယ်လို့အတင်းပြောတော့တာပဲလူမှုကွန်ရက်ပေါ်ကဝေဖန်တံများနဲ့တက်တွေများကျွန်တော်သူ့ကိုတားလိုက်ပြီးဗီဒီယိုရဲ့အချက်လက်တွေကိုကြည့်လိုက်တယ်12နာရီအတွင်းတင်ကြည့်ရှုသူဥယေ views က2သိန်းမှကတော့ပဲအများကြီးတက်နေပြီးကွန်မန့်တွေလည်း300ကျော်ဝင်နေပြီဗျအများစုကစောက်လုပ်ရေးလုပ်ငန်းခွင်ကအလုပ်သမားတွေကိုဝိုင်းဆဲနေကြတာတချို့ကဒီလိုအောက်ခြေအလုပ်သမားတွေကဒီလိုပဲဈေးတက်တက်တာကျွေးလဲကျေးဇူးမသိတတ်ဘူးလို့ရေးကြတယ်လို့တချို့ကလည်းစီးပွားရေးလုပ်တဲ့အခါအဆိုးဆုံးကဒီလိုဆင်းရဲပြီးလောဘကြီးတဲ့ဝယ်သူတွေနဲ့တိုးတာပဲလို့ရေးထားကြတယ်ကွန်မန့်တိုင်းကမျက်စိထဲကြည့်ရဆိုးလုံးလို့ရှောင်းလို့ဆိုရင်ဒေါသတွေတုံပြီးလေပင်ကြောတွေတောင်ထောင်းလို့ဗျာသူကအင်ဂျင်နီယာလင်းမခံနိုင်တော့ဘူးဗျအဲ့ဒီနေ့ကကျွန်တော်တို့ရိုက်ထားတဲ့ထမင်းဘူးဗီဒီယိုရှိသေးတယ်မလားလို့မေးတော့ကျွန်တော်ကအေးရှိတယ်အကုန်အစင်တင်တင်ထားတယ်လို့ပြောလိုက်တာနဲ့ရှောင်းလူလည်းဖုန်းကိုချက်ချင်းထုတ်ပြီးနေ့လယ်စာစားချိန်မှာတက်တေတွေအကုန်လုံးကိုလူမှုကွန်ရက်ပေါ်ချပြလိုက်တော့တာပဲသူချပြလိုက်တဲ့တက်တေတွေကတော့
အစီတုံးတွေကြီးပဲပါတဲ့ဝတ်သားလုံး3လုံးရုပ်ပုံပဲငံပြားရည်တောင်မပါပဲဖြူဖြောနေတဲ့ဟင်းပုံထမင်းတစ်ဝက်ပဲပါတဲ့ပုံထမင်းအပိုယူရင်နှစ်ရွက်ဆိုတဲ့ဆိုင်းပုတ်ပုံတွေအပြင်သုံးနှလုံးပတ်စံလွှဲခဲ့တဲ့အထောက်ထားတွေနဲ့နောက်ဆုံးရက်ကကျွန်တော်လွှဲပေးခဲ့တဲ့ပတ်စံ382ရွမ်ရဲ့စလစ်အစုံလင်ပဲဗျာအဲ့ဒီအောက်မှာသူကစာတစ်ကြောင်းနဲ့ရေးသားခဲ့တယ်တရက်ကို6ရွမ်နှုန်းနဲ့အချိန်တိုင်းအချိန်မှန်ငွေပြေဝပေးချေခဲ့တာပါ3နှစ်အတွင်းမှာစုစုပေါင်းရွမ်3,400,000ကျော်ဖုန်းကနေလွှဲပေးခဲ့ပြီးပါပြီကျွန်တော်တို့လိုတာမန်လူတွေကထမင်းဝယ်စားတာပါကျေးဇူးကမ်းတဲ့သူတွေရဲ့အမှားမှန်ခွဲခြားနိုင်စွမ်းအသိစိတ်ကိုတော့ဝယ်ယူလို့မရနိုင်ပါဘူးအမှန်တရားပေါ်ပေါက်ခြင်းနဲ့ဆိုင်ရှင်ဟောင်းဤတောင်းပန်မှုနေ့လယ်3နာရီလောက်မှာအဲ့ဒီဗီဒီယိုကိုကျွန်တော်ပြန်ဖွင့်ကြည့်လိုက်တော့ကွန်မန့်ကဏ္ဍတစ်ခုလုံးပြောင်းပြန်လည်သွားပြီးဗျရှောင်းလူရဲ့ကွန်မန့်ကထိတ်ဆုံးကိုရောက်နေပြီးအောက်မှာပြန်စာတွေထောင်နဲ့ချီဝင်နေတာလူတွေကဗီဒီယိုနှစ်ခုလုံးကိုရှင်ပြီးကြည့်ကြတာပေါ့တစ်ဖက်မှာကကိုယ်ဆိုင်ကြီးအယောင်းအဝယ်အရန်ကောင်းနေကြောင်းကြောဝါပြနေပြီးနောက်တစ်ဖက်ကျတော့အလုသမားတွေကသူ့ထမင်းကိုအလကားစားတယ်လို့မျိုးပြောနေတာကလုံးဝဆန့်ကျင်ပဲဖြစ်နေတာကိုတချို့ကအစီတုံးတွေကြီးပဲပါတဲ့ထမင်းဘူးပုံကိုပြန်တင်ပြီးဒီလိုဝက်သားအစီတုံးမျိုးကိုခွေးတောင်နှာခေါင်းရှုံပြီးထားခဲ့လိုက်မယ်ဒါကို6ရွမ်တောင်ယူရဲသေးတယ်လို့ရေးကြတယ်လို့တချို့ကလည်းထမင်းအပိုအတွက်2ရွမ်ထပ်တောင်းတာဟာအလုသမား2000စီကနေတရက်ကိုရွမ်4,000အထိအပိုမြတ်ကောင်းပုံဖြစ်တာပဲတကယ်တော့ဘသူကဘသူကိုနှိပ်စက်နေတာလဲလို့တွက်ချက်ပြကြတယ်တချို့ကလည်းဆိုင်ရှင်ဟောင်းကြီးရဲ့အရင်ဗီဒီယိုဟောင်းတွေကိုပြန်တူးဖော်ကြသေးတယ်ဗီဒီယိုတစ်ခုမှာသူကကားအသစ်ကြီးရှေ့မှာရက်ပြီးပြုံးနေတယ်လို့နောက်ဗီဒီယိုတစ်ခုမှာတော့သူ့ရဲ့အိမ်အသစ်ကြီးကိုကြွားလုံးထုတ်ပြနေတာဗျညနေပိုင်းရောက်တော့လူတို့ရဲ့အမြင်တွေအကုန်လုံးပြောင်းလဲသွားပါပြီဆိုင်ရှင်ဟောင်းကြီးရဲ့ဇနီးတင်ထားတဲ့ဗီဒီယိုကတော့အစီရင်ခံရလို့ report ကျသွားပေမဲ့အဲ့ဒီဗီဒီယိုရဲ့ screenshot တွေနဲ့ပြန်လည်ကူးယူတင်ထားတဲ့ဗီဒီယိုတွေကတော့တနေ့လုံးပြန်သွားခဲ့ပြီအခုဆိုဆိုင်ရှင်ဟောင်းကြီးဟာဒီနားတစ်ဝိုက်ကစောက်လုပ်ရေးလုပ်ငန်းခွင်ဂရုတွေကြားမှာလောင်ပြောင်စရာအကောင်ကြီးဖြစ်လို့ပြလူတိုင်းကဟိုဝက်သားအစီတုံး3လုံးပါတဲ့ထမင်းဘူးပုံကိုတယောက်နဲ့တယောက်ပို့ပြီးဟာတာလုပ်နေကြတာပေါ့တချို့ဆိုတချင်းစာသားလိုမျိုးတောင်ဆက်ဆိုပြီးလောင်ကြသေးတယ်ည9နာရီလောက်မှာစောက်လုပ်ရေးလုပ်ငန်းခွင်ကဖုန်းမိလာတယ်ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတာကဆိုင်ရှင်ဟောင်းကြီးရဲ့နံပါတ်ပြ6ကြိမ်9ကြိမ်လောက်မြည်အောင်ထားလိုက်ပြီးကျွန်တော်ဖုန်းမကင်ခဲ့ပါဘူးသူနောက်တစ်ခေါက်ထပ်ခေါ်တယ်ကျွန်တော်မကင်ဘူးတတိယအကြိမ်ခေါ်လာတော့မှတိုက်ရိုက်ပယ်ချ reject ထည့်လိုက်တော့တယ်ခဏနေတော့စာတစ်စောင်ဝင်လာတယ်မောင်လင်းရဲ့ကျေးဇူးပြုပြီးအဲ့ဒီဗီဒီယိုတွေကိုပြန်ဖြုတ်ပေးပါဦးဗျာကျွန်တော်ဘက်ကမှားသွားခဲ့ပါတယ်တဲ့ကျွန်တော်စာကိုဖတ်ပြီးဖုန်းကိုအိပ်ယာဘေးကစပွဲတင်ကုန်ပေါ်တင်ထားလိုက်တယ်အပြင်ဘက်မှာတော့ညင့်ကောင်လေးတွေရဲ့အော်တန်ကထွက်ပေါ်နေပြီးလေတိုက်လို့တုံမိုးကြီးတဝုံဝုံမြည်နေတာကိုနားထောင်ရင်းမျက်စိမိတ်ပြီးအေးအေးဆေးဆေးပဲအိပ်ဆက်လိုက်ပါတော့တယ်နားထောင်ရင်းနဲ့ပဲအိပ်ပျော်သွားခဲ့တယ်နောက်တစ်ပတ်လုံးဆိုင်ရှင်ဟောင်းကြီးရဲ့ဆိုင်လေးဟာလုံးဝကိုစိတ်ငြိမ်သွားတော့တာပဲဗျာအလုပ်သမားတွေနဲ့ចောင်းသားတွေတင်မကဘူးအရင်ကလာစားနေကြတာမန်အရက်သူအရက်သားတွေပါလုံးဝမလာကြတော့ဘူးအင်တာနက်ပေါ်က screenshot တွေနဲ့ဗီဒီယိုတွေကသူ့ရဲ့ဂုဏ်တိတ်ခါကိုအဖက်ဆယ်မရအောင်ဖျက်ဆီးပစ်လိုက်ပြီလေတချို့လူတွေဆိုရင်စားဖို့လာတာမဟုတ်ပဲဆိုင်ကိုလာကြည့်တက်ပုံရိုက်ပြီးနာမည်ကြီးလူလိန်ထမင်းမှုဆိုင်ကိုလာရောက်လေ့လာခြင်းဆိုပြီးတော့တောင်စာရေးတင်ကြတာဆိုင်ရှင်ဟောင်းကြီးလည်းမတက်နိုင်တော့တဲ့အဆုံးထမင်းမှုဈေးနှုန်းကို4ရွမ်ခွဲအထိလျှော့ချလိုက်တယ်ဒါပေမဲ့ဘယ်သူမှမလာကြဘူးနောက်ဆုံးကျတော့ဈေးနှုန်းကို4ရွမ်အထိထက်ချပစ်လိုက်ပြီးဟိုမယုတ်သီးဆက်ဆက်ပလင်းကိုလည်းစပွဲပေါ်ပြန်တင်ထားလိုက်တော့တာပဲဆိုင်ရှိမှာလည်းစက်ကူအနီရောင်ပေါ်မှာသူ့လက်ရည်စောင်းစောင်းကြီးနဲ့ဆိုင်းဘုတ်အသစ်တစ်ခုရေးချိတ်ထားရှာတယ်4ရွမ်တန်ထမင်းမှုအသားတစ်မျိုးအသီးရွက်3မျိုးထမင်းနဲ့ဟင်းရည်အဝါလာကအိမ်လုံးမယုတ်သီးဆက်ဆက်လဲပါတယ်တဲ့ပြောင်းပြန်ဖြစ်သွားတော့အခြေအနေအဲ့ဒီအချိန်မှာကျွန်တော်တို့အလုပ်သမားတွေကတော့တရက်ကို9ရွမ်ပေးပြီးအသား3မျိုးအသီးရွက်2မျိုးပါတဲ့ထမင်းမှုကောင်းကောင်းတွေကိုမြေရီရှက်ရည်စားရင်သူ့ဆိုင်ရှိကနေနေ့တိုင်းဖျက်လျှောက်သွားကြတာပေါ့တချို့ကလည်းရက်ပြီးသူ့ကိုကြည့်သွားကြသေးတယ်တရက်နေ့လယ်စားချိန်မှာရှောင်းလူကသူ့ထမင်းမှုကိုကင်ပြီးအဲ့ဒီဆိုင်ရှိကဖျက်လာရင်ထမင်းမှုဖုံးကိုဖွင့်ဆိုင်ရှင်ဟောင်းကြီးကိုပြပြီးရေကျဲကျဲနဲ့ဆိုင်ရှင်ကြီးကြည်စမ်းဦးပြဒီထဲမှာကြက်တောက်ဆန်းကောဝက်နံရိုးချက်ကောပါတယ်နော်ဟောဒါနဲ့စကားမဆက်ကျွန်တော်တို့အတွက်ထမင်းချက်ပေးရတာခမားရဲ့ဟင်းခတ်မှုဖို့တွေအများကြီးကုန်ပါဆိုလို့နောက်ဆိုခမားစီမလာတော့ဘူးနော်လို့ခန်းနေတဲ့ပြောလိုက်ရောဆိုင်ရှင်ဟောင်းကြီးခမားမျက်နှာကြီးတစ်ဖက်ကိုလွှဲသွားရှာတယ်သူ့ဆိုင်ထဲမှာတော့ထမင်းဘူးအကြက်အညက်တွေအများကြီးရှိနေတော့ပဲဗျအပူထိန်ဖုံးအောက်ကနေအငွေ့တွေထွက်နေပြီးနေုပ်သီးဆက်ဆက်ပလင်းကိုလည်းအရှိဆုံးမှာအထင်းသားချထားတာဒါပေမဲ့ဝယ်သူတယောက်မှမရှိဘူးကျွန်တော်လည်းသူ့နာကနေဖျက်လျှောက်သွားပေမဲ့ခြေလမ်းလည်းမရက်တယ်လို့သူ့ဘက်ကိုလည်းလှည့်မကြည့်ခဲ့ပါဘူးဒါပေမဲ့မျက်လုံးစုံကနေမြင်လိုက်ရတာကတော့သူဟာလွန်ခဲ့တဲ့3နှစ်ကအတိုင်းပခုံးလေးနှစ်ဖက်တွန်းလို့လက်နှစ်ဖက်ကိုဒူးပေါ်တင်ပြီးထိုင်နေတာပဲဗျာသူ့မျက်နှာမှာတော့မျောလင်းချက်ကင်းမဲ့နေတဲ့အရေးအယောင်တွေအပြည့်ပေါ့မိသားစုတွင်ရံပွဲနဲ့ဆုံးရှုံးမှုများအဲ့ဒီနေ့ညနေမှာတင်ဆိုင်ရှင်ဟောင်းကြီးနဲ့သူ့ဇနီးတို့ဆိုင်မှာတင်အကြီးအကျယ်ရန်ဖြစ်ကြတဲ့ကျွန်တော်ကိုယ်တိုင်မမြင်ရပေမဲ့နောက်မှအလုပ်သမားတွေပြန်ပြောပြလို့သိရတာသူတို့ပြောပြချက်အရဆိုင်ရှင်ဟောင်းကြီးရဲ့ဇနီးကစိတ်တူတူနဲ့ဆိုင်ကအိုးအိမ်ခွက်မောက်ကြီးတွေကိုယူပြီးမြေကြီးပေါ်စောင့်ကန်ပစ်လိုက်တာအစအနတောင်မကြံအောင်ကွဲကြေကုန်နေတဲ့သူ့ဇနီးကအော်ဟစ်ငိုယူပြီးရှင်ကတော့ပတ်စံတစ်ခုပဲမြင်တာကိုပင်ပန်းလောက်ကင်စားတော့နေတဲ့အလုပ်သမားတွေကိုရှင်ကအမြဲတမ်းနှာခေါင်းရှုံပြီးအောက်ခြေလူလန်းစားဆိုပြီးနှိမ်ခဲ့တယ်လူ2000ရဲ့အယောင်းဝယ်ကြီးကိုရှင်ကတစ်စက္ကန့်အတွင်းမှာတင်လွှတ်ချပစ်လိုက်တယ်အခုတော့ရှင်မှာဂုံတက်တွေအများကြီးရှိနေပြီမလားအင်ဂျင်နီယာလင်ကစေတနာမှန်နဲ့ကူညီခဲ့လို့ရှင်မှာဒီလောက်ထိစီးပွားရေးအဆင်ပြေခဲ့တာဒါကိုရှင်ကသူ့ပေါ်ဒီလိုမျိုးပြန်ဆက်ဆံရတဲ့အခုကြည့်ဦးရွံထောင်ချီဖို့ချက်ထားတဲ့ထမင်းဟင်းတွေအကုန်ပုတ်တိုးကုန်ပြီးအဲ့ဒီအရှုံးကိုရှင်ဘာနဲ့ပြန်ပေးဆက်မှလဲလို့အော်ဆဲတော့တာပဲဆိုင်ရှင်ဟောင်းကြီးကတော့ဘေးမှာမတ်တက်ကြီးရက်ပြီးတခုခုပြန်ပြောချင်တဲ့ပုံစံနဲ့တစ်ဆက်ကြီးအချိန်ပွင့်လာပေမဲ့အတန်ကထွက်မလာပဲငြိမ်နေရှာတဲ့နောက်ဆုံးကျတော့လင်းမယားနှစ်ယောက်လုံးဘာစကားမှမပြောပဲစိုင်သိမ်းကြတာပေါ့မယောင်းရပဲကြံခဲ့တဲ့ထမင်းမှုတွေကိုအမိုက်ပုံနဲ့အကုန်ပြစ်ထည့်ကြတယ်နောက်ဆုံးငရုတ်သီးဆက်ဆက်ပလင်းကိုပါဆိုင်ရှင်ဟောင်းကြီးကမြေကြီးပေါ်ရိုက်ခွဲပစ်လိုက်တာငရုတ်သီးအနီရောင်တွေနေရာအနှံ့ပြန့်ကျဲသွားပြီးမြေကြီးပေါ်မှာတွေးကွက်တွေပြန့်နေတယ်လို့ပဲတဲ့ဗျာလူတဘာဝနဲ့ပတ်စံဤစမ်းသက်ချက်အလုပ်သမားတွေကကျွန်တော်ကိုအဲ့ဒီအကြောင်းပြန်ပြောပြနေတဲ့အချိန်မှာကျွန်တော်ကတော့အခန်းထဲမှာပကံဆေးနေတာပါဆိုင်ရှင်ဟောင်းကြီးဒီတိုင်းဆိုရင်ရေရှည်တောင်းခံနိုင်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိတာပေါ့နေ့တိုင်းဆိုင်ထွက်ဖို့ကုန်ကြစရိတ်ကနဲတာမဟုတ်ဘူးလေစံစီစားအသားဟင်းခတ်မုတ်ဂတ်စ်ဖိုးနဲ့ပစ္စည်းတဲ့သုံးပြီးဆိုင်ကဲစီဖိုးကအစအကုန်လုံးကပတ်စံကြီးပဲအခုလိုတစ်နေ့လုံးနေလို့ထမင်းဘူးအနှဲငယ်လောက်ပဲရောင်းရတဲ့အခါဆိုင်ထွက်လေအရှုံးပေါ်လေးဖြစ်နေတာပေါ့
အစိုးဆုံးကသူကအိမ်ရောကားရောကိုအရေးကြဝုံနဲ့ဝယ်ထားတာဗျတလားချင်းစီပေးရမယ် ENI ကတော့သူ့ဆိုင်အယောင်းဝယ်ပျက်စီးသွားလို့ဆိုပြီးရက်တန်သွားမှာမဟုတ်ဘူးလေသူ့အခြေအနေကိုကြည့်ပြီးကျွန်တော်ဝမ်းသာအားရဖြစ်မနေပါဘူးအမှန်တိုင်းပြောရရင်ရင်ထဲမှာတမျိုးကြီးလေးလံနေမိတယ်လွန်ခဲ့တဲ့3နှစ်ကသူ့ကိုကူညီခဲ့တုန်းကကျွန်တော်ဖြူစင်တဲ့စေတနာမှန်နဲ့ကူညီခဲ့တာပါသူ့မိသားစုရဲ့ဒုက္ခတွေကိုကျွန်တော်သိခဲ့တာကိုမိဘအိုကြီးတွေအိပ်ရာထဲလဲနေပြီးကလေးတွေကကြောင်းတက်နေတော့အဲ့ဒီတုန်းကသူကစူးစမ်းခြင်းစိတ်ရှိပြီးရိုးသားတဲ့သူတယောက်လို့ကျွန်တော်ထင်ခဲ့တာဘဝကခက်ခဲပေမဲ့ကိုယ့်လိုအားနဲ့ကိုရှေ့ဆက်ခြင်းတဲ့သူပေါ့ပတ်စံကလူတယောက်ကိုဒီလောက်အထိပြောင်းလဲပြစ်နိုင်လိမ့်မယ်လို့ကျွန်တော်တခါမှမတွေးခဲ့မိဘူးဒါမှမဟုတ်လေပတ်စံကသူ့ကိုပြောင်းလဲပြစ်လိုက်တာမဟုတ်ပဲသူ့ရဲ့ရင်ထဲကပုံကွယ်နေတဲ့တဘာဝအမှန်ကိုဆွဲထုတ်ပြလိုက်တာလည်းဖြစ်နိုင်ပါတယ်လူတယောက်ကရင်ထဲကနေတင့်ကိုနှိမ့်ကြတယ်လို့သတ်မှတ်ထားရင်သူဆင်းရဲနေတဲ့အချိန်မှာအဲ့ဒီခံစားချက်ကိုဖိနှိပ်ထားတတ်ကြတာပဲဒါပေမဲ့ပတ်စံရှိလာတာနဲ့တင်သူတို့ကိုသူတို့မထိန်ချုပ်နိုင်တော့ပဲဖော်ပြမိကြတော့တာပေါ့ဒါကပတ်စံနဲ့မဆိုင်ပါဘူးအဲ့ဒီလူရဲ့စိတ်ဓာတ်နဲ့ပဲဆိုင်တာပါနောက်ထပ်အမှားတစ်ခုနဲ့ဗုဒ္ဓဟူးနေ့အဲ့ဒီဖြစ်ရက်ပြီးချင်းမှာပဲဆိုင်ရှင်ဟောင်းကြီးကနောက်ထပ်အကြီးအကျယ်မိုက်မဲတဲ့အမှားတစ်ခုကိုထပ်လုပ်မိပြန်ရောသူ့ဆိုင်လေးကလောဝက်လောက်ထိလုံးဝစိတ်ငြိမ်နေခဲ့တာဗျအဲ့ဒီတပတ်15ရက်အတွင်းမှာသူကတခါတလေဆိုင်လာဖွင့်နေတခါတလေကြတော့လဲပျောက်နေတတ်တယ်သူတခြားနေရာတွေမှာတွားရောက်နေသလားတော့ကျွန်တော်မသိဘူးဒါပေမဲ့သူ့မျက်နှာပေါ်မှာနေတိုင်းပိုပြီးတိတာလာတဲ့ပင်ပန်းနွမ်းနယ်မှုတွေနဲ့စိတ်ပြတ်အားငယ်မှုတွေကိုကြည့်ုံနဲ့တင်သူ့အခြေအနေဘလောက်အထိဆိုးရွားနေပြီလဲဆိုတာအထင်သားကြီးပါပဲတကယ်အဖြစ်ပြက်အစ်အမှန်ကတော့ဗုဒ္ဓဟူးနေ့တရက်မှာစတာပြအဲ့ဒီနေ့လေခင်းမှာစောက်လုပ်ရေးလုပ်ငန်းခွင်နာကကုံစုံဆိုင်လေးရဲ့ဆိုင်ရှင်မျိုးသမီးကကျွန်တော်စီရောက်လာတယ်သူကမနက်ပိုင်းတုန်းကဆိုင်ရှင်ဟောင်းကြီးစီကနေထမင်းဘူးနှစ်ဖူးဝယ်ခဲ့ပြီးမနက်စာအဖြစ်စားခဲ့ကြတာဗျဒါပေမဲ့နေ့လယ်ပိုင်းလည်းရောက်ရောဝမ်းတွေအကြီးကျယ်သွားတော့တာပဲကျွန်တော်ကအခြေအနေရမ်းဆိုးလို့လာလို့မေးတော့သူကကျမစေကန်းတောင်သွားလိုက်ရတယ်ဗျဟိုမှာပလင်းပါချိတ်ခဲ့ရတဲ့ဆရာဝန်ကတော့အစားအသောက်မတန့်ရှင်းလို့ဦးလန်းကြောင်းရောင်ရမ်းတဲ့ယောဂ acute gastroenteritis ဖြစ်တာလို့ပြောတယ်တဲ့ဒါနဲ့ကျွန်တော်လည်းဒါဆိုဆိုင်ရှင်ဟောင်းကြီးစီသွားပြောလေလို့ဆိုတော့သူကခေါင်းခါပြပြီးသူကဆိုင်မှာရွှေ့သွားပြီဗျအခုဘယ်နာမှရှာမတွေ့တော့ဘူးလို့ပြောပြတယ်အဲ့ဒီနောက်ပိုင်းမှာဆိုင်ရှင်ဟောင်းကြီးရဲ့ထမင်းမှုကိုဝယ်စားမိပြီးနေမကောင်းဖြစ်ကုန်တဲ့တခြားလူ3-4ယောက်အကြောင်းကိုလည်းကျွန်တော်ဆက်တိုက်ကြားလိုက်ရပြန်တယ်သူတို့အားလုံးကဒီနာတဝိုက်ကတာမန်ရက်သားဝယ်သူတွေကြီးပဲဗျကျွန်တော်တို့လုပ်ငန်းခွင်ကအလုပ်သမားတွေမဟုတ်ကြဘူးအားလုံးမှာဖြစ်တဲ့လက္ခဏာကတပုံစံနဲ့ပဲအန်နာဝမ်းသွားတာနဲ့ပိုက်အောင်တာတွေပေါ့လူတွေကတော့ဆိုင်ရှင်ဟောင်းကြီးရဲ့ထမင်းမှုတွေကမယောင်းရပဲကျန်နေတော့တက်တန်းကုန်ဆုံးနေတဲ့ကုန်ကျန်းတွေကိုနှမျောပြီးတမင်ပြန်သုံးတာဖြစ်လိမ့်မယ်လို့ပြောကြတာပေါ့နေရာပါဖယ်ရှားခံရခြင်းဒီအကြောင်းတွေကရက်အနေငယ်အထိလူပြောများနေခဲ့တယ်ဘသူကရက်စခန်းမှာတိုင်ချက်ဖွင့်လိုက်လဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ဆိုင်ရှင်ဟောင်းကြီးဆိုင်ဖွင့်ထားတဲ့နေရာရဲ့အိမ်ရှင်ကြီးကတော့သူ့စီတိုက်ရိုက်ရောက်လာခဲ့တယ်ဗျအဲ့ဒီအိမ်ရှင်ရဲ့မျိုးရိုးအမိကလီဖြစ်ပြီးအားလုံးကသူ့ကိုမန်နေဂျာလီလို့ခေါ်ကြတာဆိုင်ရှင်ဟောင်းကြီးရဲ့ဆိုင်ကလမ်းဘေးမှာဖွင့်ထားတာဆိုပေမဲ့သူဆိုင်ဖွင့်တဲ့နေရာရောအရင်နဲ့မီးယူသုံးတဲ့နေရာပါအကုန်လုံးကမန်နေဂျာလီစီကနေအခကြေးငွေပေးပြီးငှားထားရတာလေမန်နေဂျာလီဆိုတာကလည်းတကယ်မြေခွေးဦးကြီးဗျာဆိုင်ရှင်ဟောင်းကြီးရဲ့ထမင်းမှုကြောင့်လူတွေနေမကောင်းဖြစ်ကုန်ပြီဆိုတဲ့သတင်းကိုကြားချင်းပဲအဲ့ဒီနေ့လယ်မှာတင်လူတွေကိုခေါ်ပြီးဆိုင်နေရလာသိမ်းတော့တာပဲဆိုင်ရှင်ဟောင်းကြီးကချက်ချင်းဖယ်မပေးချင်တော့မန်နေဂျာလီကသူ့ရှိမှမတ်တရက်အငှားစာချုပ်ကိုလက်ကကင်ပြီးဆိုင်ရှင်ကြီးခမ ्या ကိုယ်တိုင်ပဲဖက်ကြည့်ဆန်စာချုပ်ရဲ့အပိုက်စတုတ်ထမှာရှင်းရှင်းလင်းလင်းရေးထားတယ်အငှားချထားတဲ့နေရာမှာမတရားတာဒါမှမဟုတ်စီကမ်းမဲ့တာမျိုးလုံးဝမလုပ်ရဘူးလို့ခမ ्या မှာဘာလိုက်စင်မှမရှိဘူးအခုခမ ्या ကျွေးတဲ့အစာကြောင့်လူတွေပါဆေးရုံရောက်ကုန်ပြီးကျွန်တော်ဒီနေရာကိုခမ ्या စီဆက်မငှားနိုင်တော့ဘူးလို့ပြောချလိုက်ရောဆိုင်ရှင်ဟောင်းကြီးခမ ्या တောင်းပန်တိုးရှိုးပြီးအကိုလီယာကျွန်တော်ကိုရက်နေနေလောက်ထပ်ပေးပါဦးကျွန်တော်အခုချက်ချင်းလိုင်စင်တွေအကုန်လုံးတွားလုပ်ပါမယ်လို့ပြောပေမဲ့မန်နေဂျာလီကခေါင်းခါပြပြီးကိစ္စကလိုင်စင်တစ်ခုတည်းမဟုတ်ဘူးဗျခမ ्या ရဲ့နာမည်ကပြတ်သွားပြီးခမ ्या သာဒီမှာဆက်ဖွင့်နေရင်ကျွန်တော်ရဲ့တခြားအိမ်သားတွေရဲ့အယောင်းဝယ်ပါထိခိုက်လိမ့်မယ်ဒီဘေးနားမှာအစ်စ်ဖွင့်မဲ့နိုးလက်ဖက်ရည်ဆိုင်ဆိုရင်လည်းခမ ्या ကြောင့်ဒီမှာဆိုင်မဖွင့်တော့ဘူးလို့ညင်းသွားပြီလို့ပြန်ပြောတယ်ဆိုင်ရှင်ဟောင်းကြီးကလေတန်တိုးတိုးလေးနဲ့ဒါဆိုတန်ကြီး penalty ဘယ်လောက်ပေးရမလဲလို့မေးတော့မန်နေဂျာလီကစာချုပ်တက်တန်းက8လကျန်သေးတယ်တစ်လကိုငှားခါက1500ရွမ်ကျန်ခဲ့တဲ့လက်ခအကျွေး2လစာရဲ့ဒဏ်ကြေးရဲ့အားလုံးပေါင်းရင်ယွမ်14000ပေးရမယ်တဲ့အဲ့ဒီစကားကိုကြားလိုက်ရတော့ဆိုင်ရှင်ဟောင်းကြီးရဲ့မျက်နှာကြီးပြာနှမ်းသွားတော့တာပဲဗျာသူပါဆက်ကြီးပွင့်လာပြီးတခုခုပြန်ပြောဖို့လုပ်ပေမဲ့နောက်ကသူ့ဇနီးကအင်ဂျီဆောက်ကိုအတင်းလန်းဆွဲထားလို့နောက်ဆုံးတော့လက်လျှော့လိုက်ရရှာတယ်လင်မယား2ယောက်လုံးဘာစကားမှမပြောတော့ပဲဆိုင်ကပစ္စည်းတွေကိုတိတ်တဆိတ်ပဲတင်စီကြတော့တယ်အိုးတွေခွက်တွေနဲ့ပစ္စည်းမှန်သမျှကိုသုံးပြီးဆိုင်ကပေါ်အကုန်တင်ကြတာပေါ့အဲ့ဒီအချိန်မှာ4ယွမ်တန်ထမင်းမှုဆိုတဲ့အနီရောင်စာတန်းပါတဲ့ဆိုင်းဘုတ်လေးကလေထဲလွင့်ပြီးမြေကြီးပေါ်ပြုတ်ကျသွားတယ်ဆိုင်ရှင်ဟောင်းကြီးကငုံပြီးကောက်လိုက်ကအဲ့ဒီဆိုင်းဘုတ်ကိုခဏလောက်စိုက်ကြည့်နေပြီးမှဘာမှမပြောပဲဆိုင်ကပေါ်ပဲပြစ်တင်လိုက်တော့တယ်ဒါတွေအကုန်လုံးကိုလည်းနောက်မှရှောင်းလူကကျွန်တော်ကိုပြန်ပြောပြတာဗျသူကအဲ့ဒီနေ့ကအဲ့ဒီနားမှာလမ်းလျှောက်ရင်းနဲ့အကုန်မြင်ခဲ့ရတာကိုဒူးထောက်လာတော့ဆိုင်ရှင်ဟောင်း3ရက်လောက်ကြာတဲ့အခါကျတော့ဆိုင်ရှင်ဟောင်းကြီးကျွန်တော်တို့စောက်လုပ်ရေးလုပ်ငန်းခွင်စီကိုရောက်လာခဲ့တယ်အမှန်တိုင်းပြောရရင်သူကလုပ်ငန်းခွင်ရဲ့ပင်မကိဝအပြင်ဘက်မှာထိုင်ပြီးကျွန်တော်ကိုလာဆောင်နေတာဗျအဲ့ဒီနေ့ကကျွန်တော်မနက်ပိုင်းကတည်းကတတိယမြောက်အဆောက်အုံရဲ့အမိုးကုန်ကရစ်လောင်းတဲ့အလုပ်ကိုကြီးကြပ်နေရတာမို့နေ့လယ်ပိုင်းကျမှအောက်ကိုဆင်းလာဖြစ်တယ်ဂိတ်ဝန်သားရောက်ချင်းပဲလုံခြုံရေးအခမ်းအနားကလေကားတစ်ပုံမှာထိုင်နေတဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရတယ်သူ့ပုံစံကလွန်ခဲ့တဲ့3နှစ်ကကျွန်တော်စတွေ့ခဲ့ရတဲ့ပုံစံတိုင်းပဲဗျစပင်တွေကဖျူဖျဲနဲ့သူကကျွန်တော်လုပ်ငန်းခွင်ထဲကနေထွက်လာတာမြင်တာနဲ့ချက်ချင်းပဲမတ်တက်ထရက်ရှာတယ်တော်တော်ကြာအောင်ထိုင်နေခဲ့ရလို့ထင်ပါရဲ့ခြေထောက်တွေထုံကျင်ပြီးရိုင်းနဲ့ကလဲကျလူမိပါဖြစ်သွားသေးတယ်သူကလုံခြုံရေးခန်းရဲ့နေရန်ကိုအမြန်လန်းကင်ပြီးကိုထိန်းလိုက်ရရှာတယ်အဲ့ဒီနောက်ကျွန်တော်စီလျှောက်လာပြီးမဲ့ခြေလန်း2လန်းလောက်လမ်းပြီးတော့တင်ရက်သွားပြန်ရောအခုဆိုသူ့မှာကျွန်တော်နားကိုတိုးလာရဲတဲ့တက်တီမျိုးမရှိတော့ဘူးလေကျွန်တော်ကတော့အဲ့ဒီနေရာမှာပဲမတ်တက်ရက်ပြီးကြည့်နေလိုက်တယ်သူ့နှုတ်ခမ်းတွေတုံရီနေပြီးမျက်လုံးတွေလည်းနီးရဲလို့ဗျာသူကတုံရီနေတဲ့လေတံကြီးနဲ့မောင်လင်ဟာကျွန်တော်အမားကိုသိပါပြီဗျာလို့ပြောလာတယ်ကျွန်တော်ကစိတ်အေးထားပြီးဘာဖြစ်လို့လဲဆိုင်ရှင်ကြီးလို့မေးလိုက်တယ်ထမင်းဘူးကို9ယွမ်နဲ့ပေးပါမယ်မဟုတ်ဘူး4ယွမ်နဲ့ပဲပေးပါမယ်ဗျာငရုတ်သီးဆက်ကိုလည်းစိတ်ကြိုက်ယူထမင်းနဲ့ဟင်းရည်ကိုလည်းလုံးဝအလားကားဝါကျွေးပါမယ်မောင်လင်ဘာပြောကျွန်တော်အကုန်လုံးသဘောတူပါတယ်ဗျာလို့ဆိုလာတယ်ကျွန်တော်သူ့ကိုတေးသေးချာချာစိုက်ကြည့်ပြီးဆိုင်ရှင်ကြီး
လွန်ခဲ့တဲ့3နှစ်ကခမ ्या ကိုကျွန်တော်ကူညီခဲ့တာဟာခမ ्या ကစူးစမ်းခြင်းစိတ်ရှိတဲ့လူတစ်ယောက်မို့လို့ကူညီခဲ့တာဗျဒါပေမဲ့ခမ ्या မှာပတ်စံလေးရှိလာတာနဲ့တင်ခမ ्या ရဲ့ဘဝအစကိုလုံးဝမေ့သွားတော့တာပဲခမ ्या ကိုပတ်စံရအောင်ကိုယ့်လုပ်အားခွေးထွက်ပြီးရှာပေးခဲ့တဲ့အလုပ်သမားတွေကိုခမ ्या ကအောက်ခြေလူတန်းစားဆိုပြီးနှာခေါင်းရှုံးခဲ့တယ်ခမ ्या မှတ်မိသေးလားသူတို့ကိုစင်းရဲသားတွေငက်ပြက်နေတဲ့တရေတစေတွေလို့ခမ ्या ဆဲဆိုခဲ့တာလေခမ ्या ကိုယ်တိုင်ပဲပြောခဲ့တာမဟုတ်လား6ရွက်နံထမင်းဘူးကိုចောင်းသားတွေကိုရောင်းရတာကကျွန်တော်တို့စီရောင်းရတာထက်ကုန်ကျစရိတ်၄ပုံတစ်ပုံပဲရှိလို့ကျွန်တော်တို့နဲ့အယောင်းအဝယ်မလုပ်တာကပိုကောင်းတယ်ဆိုပြီးတော့လေကျွန်တော်ခဏလောက်စကားကိုဖျက်လိုက်ပြီးမှဆက်ပြောလိုက်တယ်ဆိုင်ရှင်ကြီးခမ ्या ရလာတဲ့ဒီထမင်းဝကြီးကိုခမ ्या ကိုယ်တိုင်ပဲထိမ့်သိမ့်မထားနိုင်ခဲ့တာဗျဒီနေ့ဒီလိုအခြေအနေမျိုးဖြစ်ပျက်လာရတာဟာကျွန်တော်ကြောင့်မဟုတ်ဘူးခမ ्या ကိုယ်တိုင်ကြောင့်ပဲဒီစကားကိုကြားပြီးနောက်မှာတော့ဆိုင်ရှင်ဟောင်းကြီးဟာဘာစကားမှထပ်မပြောနိုင်တော့ပဲလှည့်ထွက်သွားခဲ့ရရှာတယ်အဲ့ဒီနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုတော့ကျွန်တော်တခြားလူတွေစီကနေတဖြည်းဖြည်းချင်းပြန်ကြားသိခဲ့ရတာပါသူကဟိုအိမ်အစ်စ်ကြီးကိုရွှန်း6000ကျော်60တူညယွမ်နဲ့ဝယ်ခဲ့တာဖြစ်ပြီးဗန်ချင်းငွေတက်တန်းကတစ်နှစ်တောင်မပြည့်သေးဘူးဗျအခုအယောင်းဝယ်တွေပျက်စီးပြီးပတ်စံရေးတကြီးလိုနေတာမို့အိမ်ချမ်းမြေအကျိုးဆောင်ကဈေးကိုအများကြီးနှိပ်ချပစ်လိုက်တယ်နောက်ဆုံးကြတော့အဲ့ဒီအိမ်ကြီးကို4,800,000 ယွမ်4.8 လိုက်ယွမ်နဲ့ပဲဈေးလျှော့ပြီးအမြန်ရောင်းချလိုက်ရတာပေါ့ဗန်ချင်းငွေတွေနဲ့တခြားဝန်ဆောင်ခတွေအကုန်လုံးကိုနှုတ်လိုက်တဲ့အခါမှာတော့သူ့လက်ထဲမှာယွမ်1000တစ်ဆက်တူညယွမ်တောင်ပြည့်ဝမကျန်တော့ပါဘူးသူ့ရဲ့ကားအသစ်ကြီးကိုလည်းပြန်ရောင်းရတာပေါ့တပတ်ရေကားဝယ်တဲ့တိုင်ကလည်းဈေးကိုနှိပ်ချပစ်လိုက်တာပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ဇနီးကအိမ်မှာအကြီးကျယ်ရံပွဲတွေဖြစ်ပြီးဆဲဆိုခဲ့ပေမဲ့နောက်ဆုံးကြတော့လင်းမယားနှစ်ယောက်လုံးငြိမ်ကျသွားကြရှာတယ်ကလေးတွေမျက်နှာကြောင့်လည်းဖြစ်နိုင်တယ်လို့သူတို့ရဲ့ဘဝအခြေအနေကကွဲကွာဖို့တောင်မလွယ်ကူတော့တဲ့အထိအောက်ခြေကိုလုံးဝထိုးကျသွားခဲ့ပြီကိုဒီအကြောင်းအရာတွေအားလုံးကိုလာအိုကျန်းကကျွန်တော်ကိုလာပြောပြတာဗျသူကလုပ်ငန်းခွင်အနာကလူတွေအကြောင်းကိုအကုန်နဲ့ဆက်နေတော့ဘယ်သတင်းမဆိုချက်ချင်းသိရတာလေကျွန်တော်လည်းအဲ့ဒီအကြောင်းတွေကိုအေးစစ်စစ်ပဲနားထောင်ပြီးကိုယ့်အလုပ်ကိုဆက်လုပ်နေခဲ့ပါတယ်တားဖြစ်သူကြီးရွေးချယ်မှုနောက်ပိုင်းမှာတော့စားတောက်ကုန်လုပ်ငန်းတည်းရဲ့ထမင်းမှုတွေကနေ့တိုင်းအချိန်မှရောက်လာတတ်ပြီးအလုပ်သမားတွေလည်းစိတ်အေးချမ်းသာစွာနဲ့မြင်းမြင်းရှက်ရှက်စားတောက်နိုင်ခဲ့ကြတယ်တခါတလေကြာရင်တော့အလုပ်သမားတချို့ကဆိုင်ရှင်ဟောင်းကြီးအကြောင်းကိုစကားဆက်မိလို့ပြောကြသေးပေမဲ့အဲ့ဒီတင်မဲ့စကားကပြီးသွားတတ်တာပဲဩဂုတ်လထဲရောက်တော့ဆိုင်ရှင်ဟောင်းကြီးရဲ့တားကြီးကြောင်းထွက်လိုက်ပြီဆိုတဲ့သတင်းကိုကြားရတယ်သူကဒီနှစ်မှာ7နှစ်တန်း grade 7နှစ်တက်နေတာဗျဆိုင်ရှင်ဟောင်းကြီးရှိစဉ်တုန်းကတော့သူ့သားကစာရမ်းတော်ကြောင်းအထူးသဖြင့်လက်တွေ့စာမှုပွဲ practical exam တွေမှာအမြဲတမ်းထိတ်ဆုံးကရှိနေလို့ကောင်းကောင်းမွန်မွန်တက္ကသိုလ်တစ်ခုခုကိုအလွယ်တကူတက်လန်းနိုင်လိမ့်မယ်လို့အမြဲကြောဝါလေးရှိတာပေါ့ဒါပေမဲ့အခုမိသားစုအခြေအနေကသူ့ကိုကြောက်ဆက်ထားနိုင်ဖို့မတက်နိုင်တော့ဘူးလေကျောင်းလက်ခနဲ့တခြားကုန်ကြစည်တွေအားလုံးပေါင်းရင်တစ်နှစ်ကိုယွမ်2000ကနေ3000နှစ်ဆက်တူည30ယွမ်လောက်ကုန်ကြတာမို့ဆိုင်ရှင်ဟောင်းကြီးမှာအဲ့ဒီပတ်စံကိုရှာဖွေပေးနိုင်စွမ်းမရှိတော့ပါဘူးသူ့သားရဲ့အမိကကျန်းလီဂျယ်လေးတဲ့အသက်က18နှစ်အရက်ကတော့တိတ်မမြင်လာပါဘူးတရက်မှာကျွန်တော်ရုံးခန်းအပြင်ဘက်မှာပစ္စည်းအဝင်စည်းရင်းတွေကိုစစ်ဆေးနေတော့ရှောင်းလူကကောင်းလေးတစ်ယောက်ကိုခေါ်ပြီးရောက်လာခဲ့တယ်ကျွန်တော်ကောင်းမောကြည့်လိုက်တော့သူ့နောက်မှာပိန်ပိန်ပပနဲ့လူငယ်လေးတစ်ယောက်မတ်တရက်နေတာတွေ့ရတယ်နေအောင်အောက်မှာအလုပ်လုပ်ရလုံးလို့သူ့အသားရည်ကညိုမောင်နေပေမဲ့မူလအသားကဖြူဝင်းတဲ့သူမှန်းသိတာပါတယ်သူကအားကစားကြခင်အဟောင်းလေးတစ်ထည်ကိုဝတ်ထားပြီးသူ့ပေါင်းဘီရဲ့ဒူးစစ်နားမှာတော့အပေါက်ကြီးတစ်ပေါက်ဖြစ်နေရှာတယ်သူကသူ့ရဲ့မှတ်ပုံတင်ကတ်ကိုကျွန်တော်စီကမ်းပေးလာတယ်ကျွန်တော်ယူကြည့်လိုက်တော့နာမည်ကကျန်းလေးတဲ့သူကချက်ချင်းပဲခေါင်းမိုက်ဆိုင်ချပြီးကျွန်တော်အဖေရဲ့အမှားကအဖေနဲ့ပဲဆိုင်ပါတယ်ဗျာကျွန်တော်ကတော့အလုပ်ပဲစူးစမ်းလုပ်ချင်တာပါလို့တိုးတိုးလေးပြောရှာတယ်ကျွန်တော်ကလုပ်ငန်းခွင်ကအလုပ်တွေကအရန်ပင်ပန်းတာနော်အရင်ကရောဒီလိုအလုပ်မျိုးလုပ်ဘူးလို့လားလို့မေးလိုက်တော့သူကသူ့အင်ဂျီဆွန်းလေးကိုလက်နဲ့လိန်ကြည့်ရင်တုံကြီးဖြစ်နေရှာတယ်သူ့လက်ချောင်းတွေရဲ့အစ်စ်တွေကိုကြည့်လိုက်တော့ကြမ်းတမ်းခတ်ထန်နေတာပဲဗျာဒါကစာကြောင်းသားတစ်ယောက်ရဲ့လက်မျိုးမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်တတိယသွားမိတဲ့ဆိုင်ရှင်ဟောင်းကြီးလူကောင်းဖြစ်နေတော့ကကြောင်းပိတ်ရက်တွေဆိုရင်ဒီကောင်လေးကသူ့အဖေနဲ့အတူလာကူလုပ်ပေးလေးရှိတာပဲအသီးရွက်တွေတဲပေးတယ်အသားတွေလှီးပေးတယ်ထမင်းဘူးထောင်နဲ့ချီပြီးတဲပိုးပေးပူတာကိုဒါကြောင့်ကျွန်တော်လည်းသူ့ကိုဘာမှအခက်အခဲမလုပ်ပဲလုပ်ငန်းခွင်ရဲ့မုံဈေးတန်းကက်ဖေထရီယာမှာအလုပ်ခံပေးလိုက်ပါတယ်ကန်တင်းကအလုပ်သမားတစ်သူ့ရဲ့အလုပ်ကတော့စပွဲတွေတန်ရှင်းရေးလုပ်တာအလုပ်သမားတွေကိုဟင်းခတ်ပေးတာနဲ့နောက်ပိုင်းမှာပကံခွက်ရောက်တွေစီကြောရတဲ့အလုပ်ပေါ်အစားတောက်နဲ့နေစရာအပြင်တစ်လကိုယွမ်900ကနေ800ယွမ်အထိရရှိတာဗျအုတ်ခဲတရတဲ့အလုပ်ထက်စားရင်တော့တက်တာတယ်ဆိုပေမဲ့နားချိန်တော့တိတ်မရှိလာပါဘူးကျန်းလီကအလုပ်စုံဝင်ကလေးကတကယ်ကိုရိုးရိုးသားသားနဲ့အားတုံခုံဆိုင်စူးစမ်းလုပ်ကင်ရှာတယ်မနက်တိုင်းအစောဆုံးရောက်လာပြီးစဖို့မှုတွေကိုဝိုင်းကူတဲ့နေ့လယ်စာစားချိန်ဆိုရင်တော့ဟင်းခတ်တဲ့ကောင်တာမှာမတ်တက်ရက်ပြီးအလုပ်သမားတွေကိုစနစ်တကျဟင်းခတ်ပေးတတ်တယ်သူကအလုပ်သမားတွေရဲ့ပကံထဲကိုဟင်းတွေအပြည့်အဝထည့်ပေးလေးရှိတာမို့ဘယ်သူမှမဆိုသူ့ကောင်တာကနေဟင်းနည်းနည်းလေးနဲ့ပြန်လှည့်သွားရတာမျိုးမရှိစေရဘူးပေါ့တရက်မှာတော့အလုပ်သမားတချို့ကသူ့ကိုမှတ်မိသွားကြပြီးဟေးဒါဆိုင်ရှင်ဟောင်းကြီးရဲ့သားပဲဗျာလို့ဝိုင်းပြောကြတယ်ကျန်းလီကဘာစကားမှပြန်မပြောဘဲသူ့လက်ထဲကဟင်းခတ်ရောက်မှကြီးကိုပဲအဆက်မပြတ်လှုပ်ရှားရင်းအလုပ်သမားတွေရဲ့ပကံတိုင်းထဲကိုဟင်းတွေကိုညီတူညီမျှနဲ့စိတ်ရှည်လက်ရှည်ထည့်ပေးနေရှာတယ်ကန်တင်းရဲ့စဖို့မူကြီးဖြစ်သူကျိုးကလည်းကျွန်တော်ကိုလာချီးမွမ်းတယ်ကျန်းလီကတကယ်ကိုစူးစမ်းတဲ့ကောင်လေးဗျာဘယ်တော့မှအလုပ်မခိုးဘူးဘာမှလည်းညှဉ်းညူတာမျိုးမရှိဘူးခိုင်းတဲ့အလုပ်မှန်သမျှကိုငြိမ်ငြိမ်လေးနဲ့ပြီးအောင်လုပ်တတ်တာတဲ့၃နှစ်ကြာမှပြန်ရလိုက်တော့အရသာတရက်နေ့လေခင်းမှာကျွန်တော်ထမင်းစားဖို့ကန်တင်းဘက်ကိုထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာကျန်းလီကဟင်းခတ်ကောင်တာမှာရှိနေတာပေါ့သူကကျွန်တော်ထမင်းဘက်ကင်ပြီးလာတာကိုမြင်ချင်းပဲသူ့လက်ထဲကရောက်မှကြီးကတစ်ချက်တော့တုံခနဲ့ရက်သွားရှာတယ်အဲ့ဒီနောက်မှာတော့သူကကျွန်တော်အတွက်ဟင်းခတ်ရောက်မှအကြီးကြီးနဲ့ဝက်နံရိုးချက် brace pork ribs တွေကိုအပြည့်အဝခတ်ထည့်ပေးလိုက်တော့တာပဲကျွန်တော်သူ့ကိုစိုက်ကြည့်လိုက်တော့သူကချက်ချင်းပဲခေါင်းငိုက်စိုက်ချသွားပြီးမျက်လုံးလေးတွေလည်းနေရဲလို့ဗျာသူကရောက်မှရဲ့အနောက်ဘက်ချမ်းနဲ့အဲ့ဒီဝက်နံရိုးချက်တွေကိုကျွန်တော်ပကံထဲမှာတိတိကျကျဖိပြီးနေရာချပေးရှာတယ်ကျွန်တော်လည်းကိုယ့်ရဲ့ထိုင်နေကြနေရာလေးမှာပြန်ထိုင်ပြီးစားလိုက်တဲ့အချိန်မှာကျွန်တော်အုံနောက်ထဲကိုလွန်ခဲ့တဲ့3နှစ်ကဆိုင်ရှင်ဟောင်းကြီးကျွန်တော်ကိုပထမဆုံးအကြိမ်ကျွေးခဲ့မှုတဲ့ထမင်းဘူးရဲ့အရသာကဝန်းကနေပြန်လဲဝင်ရောက်လာခဲ့တော့တာပဲဗျာအဲ့ဒီတုန်းကသူချက်တဲ့ဝက်သားချက်ရဲ့အယောင်ကလည်းအခုကျန်းလီခတ်ပေးတဲ့အယောင်တိုင်းတပုံစံနဲ့ပဲဝက်3ထပ်သားရဲ့အစီနဲ့အသားအချိုးစားကလည်းညတာလုံးပြီးအရသာကလည်းတကယ်ကိုအံ့ဩစရာကောင်းလောက်အောင်ထူးကဲလာပါတယ်ကျွန်တော်လက်ကင်တို့ chopsticks ကိုခစ်တချထားလိုက်ပြီးမှပြန်ကောက်ကင်ကပကံထဲကထမင်းနဲ့ဟင်းတွေကိုအကုန်လုံးကုန်စင်အောင်စားပစ်လိုက်ပါတော့တယ်
ညနေပိုင်းအလုပ်သိမ်းတဲ့အခါမှာတော့ကျွန်တော်ကျန်းလေးကိုရှာဖို့ကန်တင်းမိဖို့ချောင်ဘက်ကိုထွက်လာခဲ့တယ်သူကအနောက်ဘက်မှာပန်ကန်တွေဆေးနေတာဗျရေပိုက်ခေါင်းကရေစီးတန်ကတဝဝနဲ့ကျနေတာပေါ့ကျွန်တော်သူ့အနားကိုရှောက်သွားပြီးလေတံအေးအေးလေးနဲ့ပြောလိုက်ပါတယ်ကျန်းလေးမင်းဖေမခဲ့တဲ့အမားကိုဘယ်တော့မှမမေ့ပါနဲ့ဘဝမှာမင်းပတ်စံတွေဘလောက်ပဲချမ်းသာလာပါစေအောက်ခြေလူလန်းစားတွေနဲ့ပင်ပင်ပန်းပန်းလောက်ကင်စားတောက်နေရတဲ့သူတွေကိုဘယ်တော့မှနှိမ့်ကြတယ်လို့မသတ်မှတ်ပါနဲ့ကွမင်းကိုယ်တိုင်လည်းလက်မှာလှုပ်အားရဲ့ရွှေမြေတွေပေးချန်နေတဲ့အလုပ်သမားတစ်ယောက်ပဲဆိုတာကိုအမြဲတရပါသူကခေါင်းလေးငုံပြီးတိုးတိုးလေးပဲပြန်ပြောရှာတယ်ကျေးဇူးတင်ပါတယ်အင်ဂျင်နီယာလင်းကျွန်တော်ကိုဒီကနေမောင်းမထုတ်ပဲအလုပ်ပေးထားခဲ့လို့ပါကျွန်တော်ဘာမှထပ်မပြောတော့ပဲလှည့်ထွက်လာခဲ့လိုက်တယ်ကန်တင်းအပြင်ကိုရောက်တဲ့အချိန်မှာတော့ညနေခင်းကလုံးဝကိုအမှောင်ရှင်လို့နေပါပြီလုပ်ငန်းခွင်တွေကတာဝါကရိန်းကြီးတွေရဲ့မိမောင်းအဖြူရောင်တွေကလင်းထိန်နေပြီးအလင်းတန်းတွေကဝေးလံတဲ့အရက်စီတီဖြာကျနေတာပေါ့ကျွန်တော်လုပ်ငန်းခွင်ရုံးခန်းဘက်ကိုရှောက်လာရင်ကန်တင်းဘက်ကိုနောက်ဆုံးတစ်ခေါက်လှမ်းကြည့်မိသေးတယ်မိဖို့ချောင်မီလေးကလင်းနေတော့မဲပြပြတင်းပေါက်ကနေတဆင်ငုံပြီးပကံဆေးနေတဲ့လူငယ်လေးတစ်ယောက်ရဲ့အရေးကိုအထင်သားမြင်နေရတော့မယ်အပြောင်းလဲနဲ့အဆုံးသက်တဲ့ဒီလိုနဲ့2လလောက်ကြာသွားပြီးတဲ့နောက်မှာတော့ကျွန်တော်အရင်ကဆိုင်ရှင်ဟောင်းကြီးဆိုင်ဖွင့်ခဲ့မှုတဲ့လမ်းဘေးနေရာလေးစီကနေဖြတ်သွားဖြစ်ခဲ့တယ်အခုတော့အဲ့ဒီနေရာမှာဘာမှမရှိတော့ပါဘူးဟိုအမိုးကာစုပ်ကြီးလည်းမရှိတော့သလိုနေရာလုတ်ကြီးကိုတိတိကျကျတန်ရှင်းရေးလုပ်ပြီးကွန်တိန်နာအိမ်အသေးစားလေး portable cabin တစ်လုံးစောက်ထားတာတွေ့ရတယ်အပြင်ဘက်မှာတော့အပြာနဲ့အဖြူရောင်ဆက်ထားတဲ့ဆိုင်းဘုတ်လေးတစ်ခုချိတ်ထားပြီးအဲ့ဒီပေါ်မှာအလုတ်သမားဝန်ဆောင်မှုစင်တာလို့ရေးထားတာပေါ့ဒီနေရာလေးကိုအလုတ်သမားတွေအားလုံးကအချင်းချင်းပတ်စံစုပြီးတော့တိစောက်ထားကြတာဗျအထဲမှာ microwave တစ်လုံးရေပူရေအေးဆက် water dispenser တစ်လုံးနဲ့စပွဲကလတ်ထိုင်ချိုးရှိနေတယ်နေရံပေါ်မှာတော့လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးစည်းကမ်းချက်တွေနဲ့အရေးပေါ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုကတ်ထားတာပေါ့ထောက်တနေရာကရေခဲတက်တာထဲမှာတော့အရေးပေါ်စေဝါအချို့နဲ့ရေတန့်ဘူးတွေရှိနေတတ်တယ်microwave ဘေးကစပွဲပေါ်မှာတော့ဖန်ပလင်းကြီးကြီးတစ်လုံးရှိပြီးအထဲမှာရဲရဲတောက်နေတဲ့ငရုတ်တီးဆက်ဆက်တွေအပြည့်ပြဒါကကျွန်တော်တို့ရဲ့လုပ်ဖို့ကင်ဖက်လာဦးချမ်းရဲ့ဇနီးကကိုယ်တိုင်လုပ်ပြီးလာထားပေးတာတဲ့အရသာကတော့တော်တော်လေးဆက်ပြီးငံပေမဲ့ထမင်းနဲ့နေစားရင်တော့တကယ်ကိုထမင်းမြင်စေတာပေါ့ကျွန်တော်အဲ့ဒီဝန်ဆောင်မှုစင်တာရဲ့တကားဝမှာခဏလောက်ရက်ပြီးအထဲကိုငေးကြည့်နေမိတယ်အထဲမှာအလုပ်သမားချို့ကထိုင်ပြီးနေ့လည်စာစားနေကြတာဗျမိမိအိမ်ကနေချက်လာတဲ့ထမင်းမှုတွေကို microwave ထဲထည့်နေပြီးအခုမှပြန်ထုတ်ထားတာမို့အငွေ့တစ်ထောင်ထောင်နဲ့ပေါ့အလုပ်သမားတစ်ယောက်ကလက်ကင်တုံးနဲ့ဟုံငရုတ်တီးဆက်ဆက်တွေကိုအဝတ်ခတ်ပြီးသူ့ထမင်းနဲ့ထည့်နေစားရင်ချွေးတစ်လုံးလုံးနဲ့တကယ်ကိုအရသာရှိရှိသုံးဆောင်နေရှာတယ်နေအောင်ကြီးကကွန်တိန်နာအိမ်ရဲ့ပြတင်းပေါက်ကနေတဆင့်အထဲကိုဖြာချနေပြီးအလင်းတန်းတွေကဟုံရုပ်တီးဖန်ပလင်းကြီးပေါ်ရိုက်ခတ်လို့နေအောင်ပြန်လင်းစလေးတစ်ခုဖြစ်ပေါ်နေတယ်အဲ့ဒီအလင်းပြန်လေးကတော့နေရံပေါ်မှာတဖြည်းဖြည်းချင်းလှုပ်ရှားနေရင်းနဲ့ပဲကျွန်တော်တို့ရဲ့စောက်လုပ်ရေးလုပ်ငန်းခွင်စီကိုတဖန်ပြန်လဲပြီးအေးချမ်းသာရတဲ့နေရက်တစ်တွေကိုယူဆောင်လာပေးပါတော့တယ်